ဆိုတော့တခုတည်းကီနိုကကြတော့ကွာ zoom ကလည်းသွားတယ်ဒါပေမဲ့ညီမလေး agency တော့ဖြည့်ရတယ်လေရှိကောင်းရှိတတ်တယ်ဒါပေမဲ့များသောအားဖြင့်ကတစ်ထည့်ရလာညီမလေးလာမှာ zoom ကဖြည့်တဲ့ခါကျတော့ line ကောင်းတာရှိတယ် line မကောင်းတာရှိတယ်နောက်တစ်ခုက Jigo shortcut ဆိုတဲ့အခါကြလို့ရှိရင်တချို့ဆိုလို့ရှိရင်စပြန်တယ်လို့ကြီးပြန်တယ်ကွာမဟာဂျီမဲမှာစတေဝါတရှိနိုနာမိုင်ဝါချောတက်တိုမိုရှိဘတ်အဲ့လိုနားထောင်လို့မကောင်းမ Jigo shortcut တော့ကိုယ့်ကိုမိတ်ဆက်ပေးတယ်ဟုတ်တယ်မမိတ်ဆက်ပေးတာကမတူနားမလဲဆိုရင်ညီမလေးဘယ်နှကြောင်းပဲကြက်ကြက်အလကားဖြစ်သွားမှာဆိုတော့ Jigo shortcut ကိုအတက်နိုင်တယ်မြအချိန်တိုင်းလို့ပေါ့နော်မကိုအားတဲ့အချိန်တစ်နေ့ကို2ခေါက်3ခေါက်ဖျားလာရွတ်တယ်လို့မျိုးရွတ်နေတာကောင်းတယ်အဲ့ဒါဟိုမှအတန်ဒီတန်ထားဟိုမှအနေအမြင့်အတက်ကြအဖြတ်တော့မှန်မှန်နဲ့ဆိုတာကောင်းတယ်နောက်တစ်ခုကကြတော့မဂျီကိုရှော့ကရပြီဆိုလို့ရှိရင်ပြီးတော့မျက်နှာပြုံးပြုံးလေးနဲ့ဆိုတတ်တာပိုကောင်းတယ်မကိုကိုမိတ်ဆက်ပေးတာကမျက်နှာပြုံးပြုံးရှင်နဲ့မိတ်ဆက်ပေးတယ်ဆိုရင်ပို့ပြီးသဘောကျအောင်ဟုတ်တယ်မဘသူပဲဖြစ်နေညီမလေးတို့ဒီအလုပ်ရှင်နေရာနေပြီးတော့နေကြည့်လိုက်ကိုရှိမှအလုပ်ခန့်မဲ့သူတယောက်ဥပမာဘာကိုကြည့်မလဲမျက်နှာအနေထားကြည့်မယ်နော်မျက်နှာအနေထားကပြုံးပြုံးရှင်ရှင်တက်တက်ကြွကြွလေးရှိမယ်ဆိုလို့ရှိရင်ကျန်တဲ့ဟာတွေမသိသေးဘူးလောလောဆယ်ညီမလေးတို့စီဖောင်ထဲမှာရေးထားတဲ့ဟာတွေကတော့မာရီတက်ခီရှော့မှာရေးထားတဲ့ဟာတွေကတော့တယောက်နဲ့တယောက်ကမတိမ်မယိမ့်နေပဲအဖိုးအောင်နဲ့နော်ဒိုင်ကခုအောင်နဲ့မစင်အောင်စသဖြင့်ဒါပေမဲ့ညီမလေးတို့စိတ်နေစိတ်ထားဘယ်လိုရှိမှမသိဘူးသူတို့ဗမာကြည့်တယ်ဆိုတော့သူတို့ကမျက်နှာအနေထားကိုကြည့်တယ်မျက်နှာကပြုံးပြုံးရှင်ရှင်တက်တက်ကြွကြွဆိုရင်ညီမလေးတို့အောင်ဖို့ရာဂိုင်နှုန်းရှိတယ်နော်နောက်တစ်ခုကကျတော့ဂျပန်စာကသူ့ဟာသူနော်အဖိုးလည်းညီမလေးတို့အောင်မိသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့နော်အဖိုးအောင်အန်3အောင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ဟာနဲ့သူကတော့ကိုယ့် level နဲ့ညီမျှတဲ့ဟာလောက်ကတော့ရနေကြပြီကွာဆိုတဲ့အခါကျတော့မျက်နှာအနေထားပြုံးပြုံးရှင်ရှင်တက်တက်ကြွကြွနဲ့ဖြစ်မယ်နောက်တစ်ခါသူတို့ရှိမှကြာကြာနေခြင်းတဲ့သူကိုသူတို့ကပို့ပြီးတော့သဘောကျတယ်ဆိုတော့ညီမလေးတို့9နှစ်တို့10နှစ်တို့ဆိုတာတဲ့တကယ်အဲ့လိုမျိုးပေါ့နော်ကိုကပလန်နဲ့ဘယ်လိုနေမလဲဆိုတဲ့ဟာကိုအဲ့လိုသူများနဲ့မတူအောင်လို့ဖြည့်တာကောင်းတယ်နောက်ဖြည့်ဖို့ဖြည့်နည်းတွေတစ်ချက်ပြီးရင်အကိုလေ့ကျင့်နေမယ်နော်လောလောဆယ်ကဂျီကိုချော့ကိုင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုဟာမျိုးလေးပေါ့တချို့ဟာဆိုကွာဂျပန်စာမှာစကားလုံးမှာရှိတယ်စကားလုံးတူတာတော့မှအတန်အတွက်အတန်အနေနဲ့အတက်ကြမတူလို့ရှိရင်အတိတ်တွေကွဲသွားတဲ့ဟာတွေရှိတယ်ကွာဥပမာဆိုလို့ရှိရင်ကွာကိုအမြဲတမ်းပြောနေကြမှာဟာရှိဆိုလို့ရှိရင်သမင်းစားရဲ့တူလေဟာရှိပဲเนาะတရားတွေပါလို့ဆိုလဲဟာရှိတွေပါတော့အဲ့လိုမျိုးတွေပါဟာရှိအဲ့လိုမျိုးဟာတွေနဲ့ကွဲသွားလိုက်တာနဲ့အတန်အတိတ်တွေကကွဲသွားတာရှိတယ်ကွာသိမလားဆိုတော့တချို့ဆိုလို့ရှိရင်ကွာဝါတာရှင်တော့ချောချော်ဝါအဲ့လိုမျိုးတွေထွက်တယ်ကွာမပီဘူးသိမလားမပီတာတော့လက်ခံလို့ရတယ်ဒါပေမဲ့အတက်နိုင်တော့ထိန်းထွက်တာကောင်းတယ်ပေါ့နော်はじめまして、私の名前は、ちょうてと申します。ちょうと呼んでください。38歳です。家族はここにいます。の、父と母と姉と妹と私です。の、その、あららそれ、それ、まりなれれば、でも、そうは、あるもほべね、はじめまして、私の名前は、そういう、あるみなかねびよ、じゃあ、来と、サビアナイル、あるみよいで、それ、せまびゆ、の、あるはのり、まあ、わ、これは、それはが、သူ့ပြင်းမင်းဆန်ဆိုတာကကောင်းတယ်သူ့ဆန်ဆိုတာဆိုတော့မဆိုဒါပေမဲ့ညီမလေးနည်းနည်းရောနေသေးတယ်ကြီးကိုရှော့ခိုင်းရောလေဆိုတော့မရောအောင်ဆိုဘောနော်ဘယ်နှကြောင်းပဲကြက်ကြက်ကွာရောဟောပြမှာမဟုတ်နော်ဟိုက်အဲ့ဆိုရင်ねဆိုးဆန်တာဖောင်းဆန်နိကြီးကိုရှော့ခိုင်းညီမလေးရလားကြီးကိုရှော့ခိုင်းရရနော်နည်းနည်းရတယ်โอเคအဲ့ဆိုတစ်ချက်ဆိုကြည့်နော်နားထောင်ကြည့်မယ်はいこんにちは。はじめまして。私の名前はソウサンダトンと申します。そうと呼んでください。今、19歳です。独身です。家族は6人います。両親と姉が2人と兄が1人と私です。私は末っ子です。ご出身はバミリ町です。今、ヤンコンに友達と一緒に住んでいます。日本語のレベルは JMBD N4 と特定単語を合格しました。今、N3 レベルを続けて勉強しています。趣味は勉強することと歌を歌うことです。これで以上です。私の話を最後まで聞いてくれてありがとうございます。တူတော့တူတယ်ရပြဿနာတော့မရှိပါဘူးညီမလေးနည်းနည်းလေးတော့တူတယ်ဆိုတော့အဲ့ဒါနည်းနည်းလေးမိကုန်းလေးကို try ပေးကြည့်မယ်နော်နည်းနည်းလေးမကွာဂျီကိုရှော့ညီမလေးဒီ interview မှာနောက်တစ်ခုကပြောတာကplain form နေမသုံးနဲ့ interview ရောက်လို့ရှိရင်နော် plain form နေဆိုတော့ဘယ်လိုဟာမျိုးလဲဆိုတော့တန်းကြောဘူးတို့ဘာလို့တို့မေးတာရှိတယ် height တန်းကြောဘူးဘာညာတော့မလုံးနဲ့နော် height တန်းကြောဘူး desk dekimas yamarimas နော်အဲ့လိုဟာမျိုးပြပြတတ်တာထွက်ပေါ့နော်အာရီယာတူကိုဆိုင် mas ဆိုတဲ့ဟာတွေပြပြတတ်တာထွက်နောက်တစ်ခုကစုကိုပြပြတတ်တာထွက်တာပို့ပြီးသဘောကျတယ်နိုင်ငံသားတော်တော်များများကွာအာရီယာတူကိုဆိုင် masပြီးတော့အာရီယာတိုဇိုင်းမဆုစုကိုအဲ့လိုမျိုးပြပြတတ်ရောရှိကိုနဲ့ကိုင်တရှိမဆုအဲ့ဒါမျိုးတို့ကဂျပန်ကြီးပို့သဘောကြတယ်ညာတော့ပြင်အဲ့ဒီစုကိုဖြုတ်ပြတာရများတယ်ဆိုတော့
သူတို့စကားလုံးမှာကွာတခြားရင်းကြီးကြီးထွက်မယ်ဆိုလို့ရှိရင်နောက်အထိဖြစ်ပါဒီဆိုတဲ့ဟာမျိုးဒီမြန်မာစာမှာတော့မှဒီလို့ပါတော့အဲ့လိုမျိုးဆိုရင်ကွာရင်းကြီးကြီးရှိတယ်နော်အဲ့လိုဟာမျိုးဒီအဆုံးကိုသွားတာကောင်းတယ်ရောရှိကိုကျန်တဲ့ဟာတွေမပြီးတော့မှကျန်တဲ့ဟာတွေကိုလေးလောက်ပဲထွက်လိုက်ပါနော်စုကိုသွားတယ်ဒါပေမဲ့အခုရှိမှများသောအားဖြင့်တင်တဲ့ဆရာမတွေကအဲ့လောက်ပဲအတန်ထွက်တဲ့ခါကျတော့တစ်ခါလေးပျောက်သွားကြတယ်ဆိုတော့နောက်တစ်ခုပြောပြီးဆိုလို့ရှိရင်ကိုယ့်နာမည်ကိုခေါ်လိုက်တာနဲ့ဘသူရောရှိကိုအနေကရှိမဆုဆိုပြီးတော့ကြားတာနဲ့ကိုယ့်ဘက်ကနေပြီးတော့ပြန်ပြောမမေ့နဲ့နော်အင်တာဗျူးတော့ရှောက်ပါလေရောရှိကိုအနေကရှိမဆုဆိုရင်はいよろしくお願いいたしますよろしくお願いしますကြိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့စုပီပီတက်တာလေးထွက်သူများတွေမထွက်တဘူးဆိုရင်ညီမလေးတို့ကအဲ့လိုမျိုးစုပီပီတက်တာထွက်တယ်ဆိုရင်စလာပြီဆိုတော့ညီမလေးတို့ရဲ့လေယူလေသိန်းစကလုံးအတုံးနှုံးလေးတွေအဲ့ဒါလေးရဆိုသူတို့ရဲ့စိတ်ထဲမှာရောက်သွားပြီဒီရောက်ကမစိုးကျန်တဲ့သူတဲ့ဆိုင်ဂျပန်စကားစာတိတိချာချာလေးတခြားထိမ့်သိမ့်ပြီးပြောတယ်ကျန်တဲ့လူတဲ့စာလို့ရှိရင်ခီခီတိုရီယာဇူကြီးတို့ပါတော့အဲ့လိုမျိုးနေနေဆိုလို့ရှိရင်သူတို့စိတ်ထဲမှာညီမလေးတို့ရောက်သွားပြီဆိုရင်အင်တာဗျူးအောင်ဖို့ကရာခိုင်နှုန်းများသွားပြီပေါ့ဟုတ်တယ်မလားအဓိက10ယောက်ဖြည့်တယ်ဆိုရင်အဲ့10ယောက်ထဲမှာကိုယ့်သူတို့စိတ်ထဲမှာရောက်သွားဖို့လိုအပ်တယ်ဆိုတော့အဲ့လိုမျိုးစကလုံးအတုံးနှုံးလေးတွေကစပီပီတက်တာလေးတွေထွက်ပြီးတော့အဲ့လိုမျိုးလေ့ကျင့်တာကောင်းတယ်နော်အဲ့လိုဟာမျိုးပီပီတက်တာထွက်တာကောင်းတယ်အဲ့ဆိုရင်ဖြိုးမင်းဆန်ခါရなんとか質問しますよろしくお願いしますဖြိုးပြင်းမင်းဆန် sorry ဖြိုးပြင်းမင်းဆန်聞こえますか名前を読める録来で。皆さん聞こえますか？聞こえます。名前何度お呼びしたらいいですか？ဖြိုးပြင်းမင်းそれからじゃろနောက်တစ်ခုကွာညီမလေးတို့ကအခုအင်တာဗျူးဖြည့်ပြီမလားကျုပ်တို့ရုံးလို့ခဏလေးအကိုကွာညီမလေးတို့ဖြိုးပြင်းမင်းဆန်ဆိုရင်ဖြိုးပြင်းမင်းဆန်စိုးစံနာဟောဆန်ဆိုရင်မှန်တယ်ညီမလေးတို့ရဲ့နာမည်တိုးတော့ဂျပန်နာမည်မှာရှိတယ်ကွာမျိုးကြီးရှိတယ်နာမည်ကတက်ရှိတယ်ဆိုတော့မြန်မာနာမည်ကိုလည်းသူတို့ကအဲ့လိုမျိုးထင်တယ်တခါလေကြားလို့ရှိရင်သူတို့ကfamily name နဲ့ကိုယ့်ရဲ့ name ပေါ့နော်အဲ့လိုဟာမျိုးတွေသူတို့ကထင်တယ်ဆိုတော့နာမည်ဘယ်လိုခေါ်ရင်ကောင်းမလဲလို့ဖြိုးပြင်းမင်းဆန်ဆိုလို့ရှိရင်အရှိကြီးဆိုရင်သူတို့ကအတန်အတွက်ကနည်းနည်းခက်တဲ့ဟာတွေရှိတယ်ကွာသူတို့တိတ်မထွက်တဲ့ဟာတွေဆိုတော့အတက်နိုင်ဆုံးယူတဲ့ခါကျတော့ကိုယ့်နာမည်ကိုဘယ်လိုခေါ်ရမလဲဆိုရင်ခေါ်စီခြင်းနဲ့နာမည်တစ်လုံးလောက်ပေါ့နော်ဖြိုးဆန်ဖြစ်ဖြစ်ပြည့်ဆန်ဖြစ်ဖြစ်မင်းဆန်ဖြစ်ဖြစ်ပေါ့နော်ဘယ်လိုခေါ်ရမလဲဆိုတဲ့ဟာလေးတွေစဉ်းစားထားတာကောင်းတယ်နော်အဲ့လိုမျိုးသူတို့ကခေါ်ပြီးဆိုတာနဲ့ပြောပြီးဆိုတာနဲ့ဘယ်သူဖြစ်တယ်ဆိုတဲ့ဟာမျိုးလေးအဲ့လိုမျိုးပြောပါညီမလေးနာမည်ကဖြိုးပြင်းမင်းဆန်ဆိုတာသူတို့ကစီဖောင်ထဲကိုကြည့်လိုက်ခဲ့တိတယ်ပါဒါပေမဲ့နာမည်ဘယ်လိုခေါ်ရမလဲတွေပါလို့ပြောတာနဲ့တလုံးနဲ့ခေါ်တင်ခြင်းတဲ့ဟာပေါ့နော်ညီမလေးကြီးကိုရှော့ခိုင်းနေမှာတော့ပြောတယ်ဖြိုးဆန်ဖြိုးသူရုံးတဲ့ကူတာဆိုင်ဆိုပြီးတော့ပြောသွားတယ်အဲ့လိုမျိုးပေါ့ပြန်ပြောတာနော်နင်းဆန်ညီမလေးကြားရလားမသိနော်ဟုတ်ညီမလေးနင်းဆန်ရဲ့နာမည်ကဘယ်သူလဲမသိနော်နင်းဆန်ညီမလေးနာမည်ဘယ်သူလဲနာမည်အပြည့်စုံပြောတာနင်းဝေရှင်နင်းဝေလားအော်နင်းဝေနော်ဟုတ်ဝေကဟုတ်ကဲ့အဲ့ဆိုရင်လောလောဆယ်ညီမလေးကိုပြီးရင်ဟိုကြီးကိုရှော့ကန်တစ်ချက်နားထောင်ကြည့်မယ်ဟိုလောလောဆယ်ဖြိုးဆန်นี่ချီစမိုရှိますဖြိုးဆန်တဲ့စတဲ့နာမရောညီမလေးတမ်းမကြောက်ဘူးဖြိုးဆန်ကိုနာမည်ကိုပြောတဲ့ခါကျရင် hi ဖြိုးဆန်ဆိုပြီးမသုံးနဲ့နော် hi ဖြိုး des ဆိုတော့ तू ကိုနာမည်ကိုပြန်ပြောတဲ့ခါကျဆန်မထည့်နဲ့တော့လေ hi ဖြိုးတို့ရုံးတဲ့ကူတာ site ဖြိုး des စသဖြင့်အဲ့လိုမျိုးပြောတာပို့ပြီးတော့နော်နောက်တစ်ခုကအကိုလေးညီမလေးတို့အခုက train ပေးတာကွာသိမလားတကယ် interview ကြီးလည်းမဟုတ်တဲ့ခါကျတော့တက်ကြွနဲ့မကြောက်နဲ့ဗဇက်ကနေပြီးတော့ထွက်ရဲအောင်ထွက်အဲ့ဒါမှလည်းညီမလေးတို့အဆင်ပြေမှာဆိုတော့အဲ့ဗဇက်ကတိတ်မထွက်တော့ဆိုရင်ကွာဒီခိုင်းဝါနဲ့ပတ်သက်ပြီးညီမလေးတို့ကအရန်အားနေသွားလိမ့်မယ်ဆိုတော့ပါမှမကြောက်နဲ့မှားမဲ့ဟာတွေရှိတယ်ပြဿနာမရှိမသိတဲ့ဟာတွေလည်းအများကြီးရှိမှာပဲကိုမသိတဲ့စကားလုံးဆိုရင်လည်းစီမံဆိုင်အီမီဝါကာဒီမာဆန်အတိတ်ပဲနားမလဲလို့ပြောလိုက်ရပြီရောအဓိကသူနဲ့ကိုယ်နဲ့ communication လုပ်ဖို့ပဲအရေးကြီးတယ် communication ကဘယ်လိုလုပ်ရမလဲကိုနားမလဲရင်နားမလဲမသိရင်မသိဘူးဆိုပုံမှန်လေးပြောရင်သူညီမလေးသိတဲ့ဟာမျိုးနဲ့ပြောမှာပဲလေဟုတ်တယ်မလားဆိုတော့အဲ့လိုဟာမျိုးမကြောက်နဲ့လောလောဆယ်တက်ကြွပြုံးရွှင်နဲ့အင်တာဗျူးအောင်နေတယ်မလားအဲ့လိုမျိုးဟာအရေးကြီးတယ်နော်โอเคဖြိုးဆန်今からちょっとお聞きしますဖြိုးဆန်どうして日本で働きたいんですか日本はみんな日本はさせくなりのちょっと4日本は世界で働く
している有名なお国だと思います。そして、頑張れば頑張るほどチャンスがあって生活するにも便利なお国だと思いますから、日本へ働きたいです。日本で働きたいです。日本で働きたいです。はい。わかりました。あとはですね、もう一つの質問です。どうして、介護の仕事をやりたいんですか？介護の仕事。数年前、病気の祖母の介護をしたことがあります。はい。毎朝薬の管理や食事の準備を手伝うなどあります。だから家族の会話をした経験があって、もっと学びたいし、家族ではなく人の役に立つ仕事がしたいですから、この仕事を選びました。はい。いろいろ、介護の仕事を家族の方に、されたことがあるということで、介護の仕事では、一番大事だと思っていることは何ですか？療者さんの世話をするとき、療者さんに尊敬して、共感することが一番大事だと思います。はい。それとも大丈夫です。あとはですね、နောက်တစ်ခုပြောချင်တာပေါ့နော်ညီမလေးတို့အင်တာဗျူးမှာဖြေတဲ့ဟာကဒီမှားတာတစ်ခုမှမရှိဘူးအင်တာဗျူးမှာဖြေတဲ့အဖြေကသူတို့မေးတဲ့မေးခွန်းတွေကအခုလိုပဲစိတ်ကူးတဲ့ရှိရအကုန်မေးလိမ့်မယ်နောက်ပြီးညီမလေးတို့ရဲ့ဒီမေးတဲ့ဖြေတဲ့အဖြေပေါ်မှာမဟုတ်ဒီမေးခွန်းတွေကလိုက်လာမှာဆိုတော့အဲ့ဒီဟာပေါ်မှာကိုဖြေလိုက်တဲ့အဖြေကမှားတာမှန်တာတစ်ခုမှမရှိဘူးသို့တော့ကိုဖြေတဲ့အဖြေကဆင်မပေးရင်ဆင်မရတဲ့အဖြေလားနော်တမတ်နှစ်မှတ်ပဲရတဲ့အဖြေလားနှစ်မှတ်သုံးမှတ်ပဲဂျပန်ကိုဘာဖြစ်လို့လုပ်ချင်တာလဲတချို့ဖြေတတ်တယ်日本興味あるから日本へ行きたいんですと。နောက်တစ်ခုကကြတော့家族にお金を支えたいんですから日本へ行きたいんですと。အဲ့ဒီဟာတွေကပြောရရင်တော့မှားတာတော့မရှိဘူး။သို့တော့သူတို့လိုချင်တဲ့အဖြေမဟုတ်ဘူး။အဓိကကကြတော့ဘာဖြစ်လို့သူတို့လိုချင်တဲ့အဖြေမဟုတ်လဲဆိုဥပမာကွာထားပါညောလေးဖြည့်တဲ့အဖြေကတော့ရပြဿနာမရှိဘူး။တချို့ဆိုလို့ရှိရင်မိသားစုထောက်ပံ့ပေးခြင်းတဲ့အတွက်ကြောင့်ငါပတ်စံရှာခြင်းနဲ့ငါအနာဂတ်တော့ငွေစုခြင်းတဲ့အတွက်ဂျပန်ကိုသွားခြင်းနဲ့အဲ့လိုဟာမျိုးကမရဘူး။ဘာဖြစ်လို့မရလဲဆိုတော့သူတို့မေးတဲ့ဟာကတခြားနိုင်ငံတွေအများကြီးရှိတယ်ကွာဥပမာဆိုလို့ရှိရင်ညီမလေးတို့သူတို့ကမြင်တာပေါ့ထားပါတော့ဥရောပလည်းသွားအလုပ်လုပ်လို့ရတယ်တခြားဒီအာရှမှာလည်းရှိတဲ့နိုင်ငံတွေအများကြီးရှိတယ်သွားအလုပ်လုပ်လို့ရတယ်ဘာဖြစ်လို့ငါနိုင်ငံမှာလာအလုပ်လုပ်ချင်တာလဲဆိုတော့ဂျပန်နိုင်ငံကောင်းကွက်ကိုထည့်ပြောမှရမှာပေါ့ဂျပန်နိုင်ငံကဘယ်လိုနိုင်ငံမျိုးဖြစ်တယ်ဒါကြောင့်မို့တခြားနိုင်ငံတွေနဲ့ဆိုင်ငါဂျပန်နိုင်ငံကိုစိတ်ဝင်စားတယ်ဆိုတဲ့ဟာမျိုးထည့်ပြောမှအဆင်ပြေမှာဟဟဲ့လားအဲ့လိုဟာမျိုးလေးတွေပေါ့နော်အဲ့လိုဟာမျိုးဖြေမှညီမလေးတို့သူတို့ဆင်မှတ်ပေးရင်ဆင်မှတ်ရမှာအဲ့လိုမှမဟုတ်ဘဲနဲ့ပြီးရောဖြေတယ်ဆိုလို့ရှိရင်အင်တာဗျူးကတော့ဖြေလိုက်တယ်နောက်တစ်ခုကကိုယ်ရွေးမသွားအောင်ဆိုရင်အဲ့ဒါတွေရောအရေးကြီးတယ်အဲ့လိုဟာမျိုးလေးချက်ကစားလိုအပ်ချက်တွေအများကြီးရှိရင်တော့သူများနဲ့ရှင်တဲ့ခါကျတော့ကိုယ်ကြံခဲ့လိုက်လိမ့်မယ်အဲ့လိုမျိုးရှိတယ်နောက်တစ်ခုကမျက်နှာအပြုံးလေးတွေကအရေးကြီးတယ်နော်မျက်နှာပြုံးဖို့လည်းမမေ့နဲ့ဟိုက်အဲ့ဒါညောလေးနှင်းဝေဆန်းကကြတော့ဘာဖြေမှလည်းမသိနော်အခုတည်းခိုင်းကောရှင်ခိုင်းကောပဲနော်ဟုတ်ကဲ့ပါဟုတ်တယ်အခုပြီးရင်တချင်ညီမလေးလှည့်ကြလို့ရှိရင်自己紹介でチャンネルထားကြည့်မယ်နော်အခုကはい次ソーサナトンさんにお聞きします名前ソーさんでいいですかはいはいဆိုပြီးမပြီးနေတော့ညီမလေးကはいそうですそうと呼んでくださいဆိုပြီးတော့အဲ့လိုမျိုးတစ်လုံးနဲ့ပြန်မပြောဘဲနဲ့ကိုက communication လုပ်ရမှာကွာသူကစကားများများပြောသိရမလားအဲ့ဒီအဓိကအရေးကြီးတယ်ညီမလေးတို့ကမေးရဆိုတာကသိကျင်လို့မေးတာရှိတယ်နောက်တစ်ခုကညီမလေးတို့နဲ့စကားများများပြောချင်လို့စကားပြောကြည့်မယ်ဒီလူရဲ့စိတ်ကဘယ်လိုရှိလဲဆိုတဲ့ဟာမျိုးကိုသိကျင်တယ်ကွာအဲ့ဆိုတော့ကိုယ့်ဘက်ကနေပြီးတော့ပြည့်စုံပြောတာပိုကောင်းတယ် Hi so that's yoroshiku onegaishimasu အဲ့လိုမျိုးပြောနာမည်ခေါ်လိုက်ပြီဆိုတော့အဲ့လိုမျိုးဟာမျိုးပြောဖို့မမိနဲ့နော်အဲ့ဒါတောက်ချောင်းအဲ့ဒီဟာလေးတွေကအင်တာဗျူးမှာအောင်ကျင်နေဆိုရင်အဲ့လိုဟာမျိုးလေးတွေကို view ဆိုင်နော်နာမည်ဟောဖြစ်ပြီဆိုတော့ Hi so san de is ka Hi so that's yoroshiku onegaishimasu ဆိုတော့ကျန်တဲ့သူတွေကမပြုတ်နဲ့နေနေတဲ့အချိန်မှာညီမလေးကတက်ကြွရှိတယ်ဆိုရင်ဒီတယောက်ကမစိုးဘူးနော်အလုံးမှာငါအသုံးဝင်လောက်တယ်ဆိုတဲ့ဟာမျိုးသူတို့မြင်မှာကွာအဓိကညီမလေးတို့အင်တာဗျူးလာခေါ်တယ်ဆိုတာသူတို့အလုံးမှာလာပြီးအလှပြဖို့ထိုင်ဖို့နော်အလှပြဖို့ခေါ်တာမဟုတ်ဘူးအဓိကသူတို့အလုပ်ကိုအထောက်အကူပြုနိုင်တဲ့လူသူတို့အလုပ်ကိုစူးစမ်းပေးနိုင်တဲ့လူသူတို့အဓိကကွာအလုပ်သမားလာခေါ်တာသိရမလားဘယ်လိုလူမျိုးခေါ်မလဲအလုပ်ထဲမှာတက်ကြွနဲ့လုံနိုင်တဲ့သူကြာလုံနိုင်တဲ့ဒါမျိုးခေါ်မှာပေါ့ဟုတ်တယ်မလားအများနဲ့လည်း
တော့အဆင်ပြေရမယ်စသဖြင့်အဲ့ဒါမျိုးဆိုရင်ရပြီရောနော်はいစိုးさんよろしくお願いしますはいမဟိုက်နေလေအကိုကလည်းဗာပြောလဲよろしくお願いしますလို့ကြားတာနဲ့ညီမလေးကလည်းပြန်ပြောဖို့မမိတ်နဲ့ဟိုက်ဆိုတာနဲ့တလုံးနဲ့မရဘူးရောအလေးချင်းဖြစ်အောင်လို့အလေးပြပြတတ်တာပြောはいどうぞはいどうぞよろしくお願いいたしますစုကိုညီမလေးပြပြတတ်တာထွက်တဲ့အောင်ထွက်ဆိုတော့အခုအကိုနဲ့ကျင့်တဲ့အချိန်ကြလို့ရှိရင်စုကိုပြပြတတ်တာလေးထွက်ကျန်တဲ့ဟာတွေမဟုတ်ရင်နေပါစေよろしくお願いしますအဲ့ဒါလေးထွက်လိုက်ရင်ညီမလေးတို့လုံးဝသူများတဲ့ဆိုင်ပို့ပြီးတော့နော်သူတို့စိတ်ဝင်စားလိမ့်မယ်အဲ့လိုမျိုးအတန်ထွက်တယ်ဆိုတော့ဆိုတော့များသောအားဖြင့်よろしくお願いしますဆိုပြီးတော့မကင်နောက်မှာနော်စုပါသေးတယ်သူတို့ညီမလေးတို့ဖြတ်ချပလိုက်တာအောင်ဆိုတော့အဲ့ဒီဟာကိုပြန်ပြီးတစ်ခေါက်ပြန်ထွက်ပြီမကြောက်နဲ့ရောရတယ်ရောကိုနဲ့ကလောလောဆယ်တော့မှတုံးချင်ရေမောမောနဲ့ပဲသွားကြမယ်စာတင်တဲ့ပုံနဲ့မဟုတ်ဘူးနော်โอเคတော့မယ်ပြောはいどうぞよろしくお願いいたしますはいよろしくお願いいたしますちょっと今から何とかお聞きしますそうさんもですねいろいろ国がたくさんあります例えば韓国とかもあるし中国とか台湾とかいろいろ国の中で、どうして日本で働きたいと、考えましたか日本は安全な国で新しい経験ができて、日本にも興味があるし、そして私の将来と家族のために長期したいんですから、きちんと日本に働きたいんです。はい、今まで日本語はどれぐらい勉強しましたか2年間くらい勉強しました。2年間ですね。2年間勉強してて、今、日本合格したのはいつですか2024年の7月に N4 レベルを合格しました。去年の7月ですね。去年の7月に N4 合格してて、この間、N3 の試験とか受けたことがありますかはい、あります。いつ受けましたか2025年の12月に受けるつもりがあります。まだ受けてないですね。まだ受けてないですね。はい。さっき言ったのは、いつ、受けるつもりですかという質問じゃなくて、N3 の試験を受けたことがありますかという質問です。はい。合格すると自信がありますかはい、あります。ちょっとお聞きしたいんですけれども、2年間勉強したのは、日本語はどうやって勉強しましたか毎日、50件くらい。50件 ?50 件50件。50件。50件くらい。50件くらい。50件くらい。はい。5時間くらいはどうやって勉強しましたか例えば、YouTube とか見ながら勉強したり、あとは、オンライン授業から、勉強したり、学校とかへ行って、勉強したり、どういうふうに今自分が勉強していますか ?5 時間は。はい。学校へ行って、2時間くらい勉強して、家に3時間くらい勉強しました。3時間じゃなくて3時間。3時間くらい。はい。3時間くらいです。はい、わかりました。学校は週に何回ぐらいありますか日本語学校は。学校の授業は。わかりますか質問。いえいえ。質問もう一回聞きます。学校は1週間に何日ありますか授業ありますか
こんにちはあります木曜こんに月曜日から金曜日までこんにちはとかは使いません。いつか、国会にはれとね、な。国会にはれ、まあ、週に国会ぐらいれとね。だも、いつかけん、な。はい。あとはですね、あとは、ニニウイさんにお聞きします。ニニウイさん聞こえますか？はい、聞こえます。いさん、できます。自己紹介できますか？聞こえないです。あ、はい。自己紹介。はじめまして。はい、どうぞ。はじめまして。はい、はじめまして。とわび、ラインとわび。まに。聞こえますか？ညီလေး line ကဖြစ်တော့ဖြစ်နေတစ်ခေါက်ပြန်ဆိုဟိုပြန်ပြောはじめまして。私の名前はニンニンウェイと申します。年度呼んでください。今27歳です。今、タイに住んでいます。家族は4人います。私は少女です。はい、よろしくお願いします。တူတယ်ရော自己紹介အရင်တူလို့ကြည့်တယ်နည်းနည်းတော့ပြင်အောင်自己紹介ဟိုပါလေရှိတယ်ဒါပေမဲ့ဒီတိုင်းနည်းနည်းလေးပဲပြောလိုက်တယ်ကြမလို့လောလောဆယ်ကွာဟိုမှာညီလေးတို့ဒီအကိုလုတ်ပြီးတယ်ဆိုတာကွာအင်တာဗျူးကနေကြာလို့ရှိရင်လေ့ကျင့်ရအောင်လို့သိရမလားအင်တာဗျူးကနေမှာလေ့ကျင့်ရမှာဟောဆိုတော့ကိုညီလေးတို့ခုဗာလေကိုမသိတဲ့ဟာဆိုလို့ရှိရင်အကိုစာလှမ်းပြီးတော့ပို့လိုက်ရတယ်เนาะအကိုအားတဲ့ချိန်ကိုပြန်ပြီးတော့အကိုကြည့်ပြီးတော့မှဟိုလုတ်ပေးမယ်မအဆင်ပြေတယ်မပြေဘူးเนาะသိကျင်တာတွေစာပုတ်မေးလို့ရတယ်မတောက်လျှောက်တော့အကိုကပြန်ပြီးတော့ပို့လိုက်ပြန်ဖြေနိုင်တော့လို့ပြန်ဆိုပြはいはじめまして私の名前はねんねんウェイと申します年度呼んでください今27歳です今タイに働きながら日本語を勉強しています2024 12月に JMBT N4 レベルを合格しました。今年の4月に N3 レベルを申請しました。心配。ညီလေးကပိုင်းလည်းမတော့10ပိုင်းလည်းတော့ねနော်10ပိုင်းကစိတ်ပူတယ်失敗しました。私の趣味は、ダンスとか、いろいろな料理を作るとか、作るです。作ることですと趣味はダンス作る。いろいろな料理を作ることです。私の少女は、何の人と、見ろじゃなくて、何の人と調整して、何の人と調整して仕事をできます。私の短所は、何か一つの、ことに対して収集しすぎてしまうことです。それ。ဟုတ်တယ်နော်။မှန်လားမသိဘူးစာကြောင့်စီ။အဲ့ဒါနည်းနည်းလေးတော့ညီမလေးနည်းနည်းလေးပြင်ပေးခြင်းတဲ့ဟာရှိတယ်။အဲ့ဒီဂျီကိုရှော့ကိုင်ညီမလေးရေးထားတဲ့ဟာကိုပြီးလို့ရှိရင်ပို့ပေးလိုက်။ပို့ပေးပြီးတော့မှဂျီကိုရှော့ကိုင်နဲ့ညီမလေးတိကျကြက်ထားမှရမှာရော။အထဲမှာဆိုလို့ရှိရင်နည်းနည်းလေးလိုအပ်တဲ့ဟာလေးတွေ့တယ်။ဟုတ်။စာတွေကနည်းနည်းဒီဘုံရှော့နည်းနည်းပြင်ရမယ့်ဟာလေးရှိတယ်။နာမစကားစက်လေးနည်းနည်းလေးမှားတာလေးတွေအဲ့လိုမျိုးတွေတွေ့ရတယ်။နော်။ပြီးလို့ရှိရင်ဂျီကိုရှော့ကိုင်ကိုပို့ပေးလိုက်။ဒါပေမဲ့ဂျီကိုရှော့ကိုင်တော့တိကျကြက်ထားမှရမှာ။ကိုလည်းလိုက်ပြီးတော့အင်တာဗျူးကနေမှလိုက်ပြီးတော့ဖြေပေးလို့မရတဲ့ခါကြတော့လေ။နော်โอเคအဲ့ဆိုရင်ညီမလေးဟိမာဆိုးဆန်ဂျီကိုရှော့ကိုင်ရအဆင်ပြေနော်ဟိမာဆိုးဆန်聞こえますかはい聞こえますဟိမာဆိုးဆန်ပြောတာはいဟိမာဆိုးဆန်自己紹介お願いします
လိုင်းနေမကောင်းကြဘူးမကြောက်တယ်နော်နီးရတယ်ခုဒီမလားဟိမဆိုးဆက်ခိခွမ်းကိုစခိုင်အိုးအဆက်อืมကိုကိုရမはいお願いしますはいကိုစခိုင်အိုးさせていただきますはい私の名前はそうですうんじゃあじゃあညီမဆက်ကြားတယ်私の名前はဘာဖြစ်သွားကြားတယ်ညီမလေးဆက်そうですうんမကြောက်လားလိုင်းပြတ်သွားရောလိုင်းနေဘယ်လိုဖြစ်နေညီမလေးကြားလားညီမတို့ကဖြစ်လာလားအော် VPN ကြားဘယ်ကကြား VPN နေပိတ်ထားလိုက်တော့ညီမလေး VPN ပိတ်ထားလိုက် VPN နဲ့ဆိုရင်အော် VPN နေပိတ်ထားလိုက်ကြားအဆင်ပြေလားဟုတ်ကဲ့ဟုတ်အခုဘက်ကလည်းမီးရပြတ်နေတယ်ဟိုတစ်ချက်တော့ကိုပြောမယ်ကို laptop တော့သွားနေတယ်ကွာနည်းနည်းမီးပြတ်သွားတယ်ဆိုလို့ရှိရင်ဒီညမီးရပြတ်ရှိမှာနော်အခုလောလောဆယ်ဟိုဖြစ်တယ်ဆိုလို့ရှိရင်မီးပြန်လာတဲ့အချိန်ပြန်ပြီးဟိုလုံးမယ်နော်တစ်ချက်လောလောဆယ်ပါစကွန်တော့အားကုန်သွားလို့ရှိရင်နော်ပြန်တော့ရှိမှာရအချိန်အားတယ်မလားနည်းရရနော်ဟုတ်ကဲ့はい自己お願いしますはい自己紹介をさせていただきます私の名前はそうです今21歳です独身です家族は4人います両親と妹と私です私は長女です大学は2年生ですコロナのせいで辞めましたEMTS レベルと特例の快速を合格しまして今2レベルを続けて勉強しています趣味は本を読むことと料理をすることですこれで以上でどうぞよろしくお願いいたしますはい、よろしくお願いいたします。まずはですね、ニニウィさん、ちょっとお聞きします。ニニウィさん、聞こえますかはい、聞こえます。そうですね、面接何回目ですか面接受けたことがありますか聞こえますか面接の意味はわかりません。インタビューဖြစ်ဘူးလားインタビューဘယ်နှကြိမ်မြောက်လဲはい、ありません。先生。ありません。まあ、ဒါပေါ့ပထမဆုံးချိန်ဆိုလို့ရှိရင်ဟာဂျီမက်တက်です。まあဒါမှ1回目です。နော်。ပထမဆုံးချိန်ဆိုရင်ဟာဂျီမက်တက်3နဲ့ပထမဆုံးချိန်ဆိုအဲ့လောက်ပဲပြောလိုက်ပါပြဿနာမရှိဘူး။သူတို့လိုက်ကြည့်နေမှာမဟုတ်တာ။မကြတယ်2ချိန်3ချိန်မြောက်တော့ဘာလို့ဆိုလို့ရှိရင်ညီမလေးတို့အရင်တော့ဘာလို့ကြတာလဲတို့ဘာလို့ကြရထင်လဲတို့အဲ့လိုမျိုးတွေမေးတတ်တယ်။အဲဒါကြောင့်နော်ဟာဂျီမက်တက်ですဆိုပြီးတော့ပြောလိုက်ရတယ်နော်။はい、ニニさんにお聞きします。名前、ニンさんでいいですかウェイさんですかニンさんですかはい、ニンさんです。ニンさんと。ခုနကပြောတဲ့အတိုင်းချက်မဲ့ကိုပြောတဲ့ခါကျရင်ဆန်မထင်နေတော့မညာတော့ဖြင့်ကပြဿနာတော့မရှိပေမဲ့အဲ့ဒါမျိုးလေးတွေကစပြီးတော့မှဂိမ်းဆိုင်ပေါ့နော်မနှင်းတို့ညွှန်တဲ့ကူတာဆိုင်နှင်းですよろしくお願いしますနော်စုပြပြတတ်နဲ့ထွက်ဆိုတော့အခုခုနကပြောတဲ့အဲ့ဒီဟာမျိုးလေးတွေအရေးကြီးတယ်ကျန်တဲ့သူတွေဆိုရင်よろしくお願いしますမတ်ပြီးတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုယ့်နာမည်ကိုအင်တာဗျူးကခေါ်ပြီးဆိုတာနဲ့はいよろしくお願いしますနှင်းですနော်အဲ့ဒီဟာကိုဖြတ်ဖြတ်လဲတက်ကြွနဲ့ပြုံးရွှင်နဲ့ပြောမယ်ဆိုတော့အခုခုနကပြောသလိုမျိုးတတိယနော်ညီမလေးတို့အလုပ်ခေါ်ဖို့နော်သူရှိမှအလုပ်ခိုင်းဖို့ခေါ်လာပြီးတော့အင်တာဗျူးတာသူရှိမှအလှပြဖို့လာပြီးတော့ယူတာမဟုတ်တဲ့ခါကျတော့ကိုယ့်ရဲ့ဘက်ကနေပြီးတော့တကယ်ကြိုးစားနဲ့တက်ကြွနဲ့မင်းရဲ့အလုပ်ကိုကြိုးစားပေးနိုင်ပါတယ်ဆိုတဲ့ဟာမျိုးကိုပြောမှရပါဆိုတော့はいニンですよろしくお願いしますအဲ့ဆိုရင်သူများတွေကကြောက်လန့်နေတဲ့အချိန်မှာညီမလေးရဲ့ဒီ performance ကိုကြည့်လိုက်တာနဲ့ကြည့်လိုက်တာနဲ့မဆိုးနော်ဒီတယောက်ကအလုပ်ထဲမှာခိုင်းလို့ကောင်းမဲ့ပုံပဲဆိုပြီးတော့သူတို့ကတွေ့မှာရောကြည့်မှာရောအဓိကအဲ့ဒါပဲပြောမယ်ဆိုလို့ရှိရင်ခိုင်းလို့ကောင်းတဲ့သူကိုသူတို့ကအင်တာဗျူးမှာအောင်ပေးမှာနော်မျက်နှာပြုံးရွှင်ရှိတယ်ခုနကပြောလို့သူတို့ရှိမှကြာလုံးမဲ့သူအဲ့ဒါဆိုရင်အဆင်ပြေတယ်はいニンさんにお聞きしますニンさんも今タイで働いているということでどうして日本で働きたいんですかわかりますもう一度お願いします先生言います
今はサッカー選手のはいはい。兄さん、今、どこにいますか？タイですかね？今、タイで、はい、サンです。今でも仕事していると思うんですが、どうして日本で働きたいんですか？日本は私のために機会が大きいと思います。タイには機会がないんですか？少しです。少しです。日本はもっと機はい、会がありますか？もっと、はい、ဆိုတော့ညီမတို့ဟာကအခုခုနကပြောသလိုပဲအင်တာဗျူးမှာဖြေတဲ့အဖြေတွေကပြောရရင်အင်တာဗျူးတော့ဖြေလိုက်တာပဲသွားဖြေလိုက်တာပဲသူမေးတာလည်းငါနားလေသားနဲ့ဖြေလိုက်တာပဲဒါပေမဲ့ဖြေပုံဖြေနည်းမတူဘူးပေါ့ခုနကမျိုးခိကန်ကအိုးကြီးဆိုဘာတွေပြောရလဲမထားပါတော့ chance တွေပေါ်တယ်ဘယ်လိုဟာမျိုးတွေပြောတာလဲအဲ့ဒါတဲ့ဂျပန်နိုင်ငံကညီမလေးကအခုထိုင်းမှာလည်းအလုပ်လုပ်နေဆိုပို့ပြီးတတလေးနဲ့နှိုင်းရှင်ပြပါတော့ဥပမာဆိုလို့ရှိရင်ဂျပန်နိုင်ငံကဒါမှတော့နီးပညာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံသားတွေအတွက်အခွင့်အရေးတွေပေါ်တယ်ဒါမှမဟုတ်လုံခြုံစိတ်ချရတဲ့အမျိုးသမီးတွေအတွက်ဂျပန်နိုင်ငံဘယ်လိုမျိုးနိုင်ငံဖြစ်တယ်ငါဂျပန်နိုင်ငံရဲ့ဘယ်ဟာမျိုးတွေကိုစိတ်ဝင်စားတယ်ဆိုတော့ငါအတွက်လည်းဂျပန်နိုင်ငံကတခြားနိုင်ငံတွေနဲ့ဆိုင်လာစားကောင်းတယ်လို့ထင်ရတယ်စားမိသားစုလည်းတခြားထောက်ပံ့နိုင်ရမယ်အဲ့ဒါကြောင့်မလို့ငါဂျပန်နိုင်ငံမှာလာအလုပ်လုပ်ချင်ပါတယ်ဆိုပြီးပြောမှပို့ပြီးပြည့်စုံပါအောင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့မခိကန်က OEDS ကားလာဆိုမှားတော့မအောင်ညီမလေးတို့ဖြေတဲ့အဖြေကတိုးတော့ပြည့်စုံပို့ပြီးတော့အဲ့ဒီအင်တာဗျူးအဲ့ဒီချစ်စမုန်းတွေကပြင်ဆင်ထားတယ်သိလားဂျပန်နိုင်ငံမှာအလုပ်လုပ်ချင်ပြီးနောက်တစ်ခါညီမလေးတို့ဒီသွားလုံးမဲ့မခိုင်းကောဆိုခိုင်းကောဂိုင်းကောဆိုဂိုင်းချောကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့လုပ်ချင်တာလဲဟာဆိုတဲ့ဟာကိုနော်သူများတဲ့ဆိုင်ပြည့်စုံပို့ပြီးတော့ပြင်ဆင်ထားဘာလို့ဆိုတော့အင်တာဗျူးပွဲတွေနဲ့ပတ်သက်ပြီးတော့ကိုပြီးလို့ရှိရင်တော့ဟောပြမယ်များသောအားဖြင့်ကအဲ့မိကုန်းတွေကမေးတဲ့ပွဲရများတယ်နော်အဲ့လိုဟာမျိုးတွေမေးတယ်ဘာဖြစ်လို့ဆိုတော့ညီမလေးတို့ဒီဟာနဲ့ပတ်သက်ပြီးလုပ်ဖို့တဲ့အတွေ့အကြုံရှိလားအခုလုပ်ဖို့တဲ့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးလုပ်ဖို့တဲ့အတွေ့အကြုံရှိလားဒါမှမဟုတ်ဒီအလုပ်ကိုဘာဖြစ်လို့ရွေးချယ်ရလဲစသဖြင့်အဲ့ဒါတွေကတခြားပြင်းထားမယ်ဟာတွေရောသူများတဲ့ဆိုင်ပြည့်စုံပြင်းထားပိုကောင်းတယ်နော်はいもう一つの質問ですはい兄さんは日本で何年間ぐらい働きたいんですか10年間働きたいんです。ညီမလေးပြောတဲ့အခုပြောသလိုမျိုးလေသိန်းကစကလုံးတွေကိုပြပြတတ်တာထွက်တာကောင်းတယ်ရောဆိုတော့ညီမလေးပြပြတတ်တာမထွက်လို့ရှိရင်ညီမလေးခုနထွက်လိုက်တဲ့ဟာဂျူနင်းကန်လို့ပြီးတော့တွားတယ်ရောဂျူနင်းဆိုတာ10ရောက်ကိုပြောတာသူကဂျူနန်လေအန်နီးနဲ့တွားတယ်ရောနင်းကညီမလေးကတော့ဆိုလို့ရှိရင်ဟီတိုရီဖူတာရီဆန်နင်းယောနင်းဂေါ်နင်းဆိုတဲ့ဟာမျိုးတွားတယ်ကွာအဲ့ကြ1ယောက်2ယောက်3ယောက်4ယောက်5ယောက်နဲ့တွားညီမလေးကကျတော့ဂျူနင်းလို့ပြောလိုက်တဲ့ကောင်10ယောက်ဆိုပြီးတော့တွားတယ်သိတယ်ကွဲသွားလိမ့်မယ်ဆိုတော့အဲ့လိုပြောသလိုမျိုးဂျူနန်ကန်ကိုတိုင်းဟာတရာကီတိုင်းဒက်နော်အဲ့ဒါမျိုးပြတာထွက်နော်ရလားပြန်ပြောကြည့်はい。10年間働きたいんです。ဖြစ်တယ်စားはい。どうしてですかどうして10年間ぐらい働きたいんですか今、ミャンマーに帰ることは、少し便利ないんですから、日本に働きたいんです。ဆိုတော့အဲ့ဒီဟာမပြည့်စုံဘူးညီမလေးဖြေတဲ့ဟာမြန်မာကိုပြန်လို့မရတဲ့ခါကျတော့ပြန်လို့အဆင်မပြေတဲ့ခါကျတော့ဂျပန်မှာအလုပ်လုပ်ချင်တယ်ဆိုတော့အဲ့ဒါမင်းကထားပါတော့မြန်မာပြည်ပြန်လို့လွယ်တဲ့အချိန်ညမင်းပြန်တော့မှာပေါ့ဆိုတဲ့ဟာမျိုး तू ကတွေးမှာရောဆိုတော့အဓိကအဲ့လိုမျိုးညီမလေးဖြေရင်အင်တာဗျူးကတေချာပေါ့ညီမလေးမအောင်ဘူးရောအဲ့လိုမျိုးဘာဖြစ်တယ်ဆိုလို့ပြန်အခုပြောလို့မျိုးညီမလေး10နှစ်အလုပ်လုပ်ချင်တာဘာဖြစ်လို့အလုပ်လုပ်ချင်တာလဲ10နှစ်ဆိုတဲ့ဟာကိုတွေးထားလို့မရဘူးဘာဖြစ်လို့အကြောင်းမဲ့သက်ပေးရတယ်သူတို့အဲ့ဒီအကြောင်းမဲ့ကိုဆက်မေးမှာရောတော့တကြောင်းနဲ့ကိုကြက်မထားနဲ့အဲ့ဒီရဲ့ဖြေမှာနောက်ဆက်တွဲတွေလိုက်လာမယ်ပြင်ထားကောင်းတယ်နော်တော့လားအဲ့ဒါဟီမာဆိုဆန်にお聞きしますဟီမာဆိုဆန်聞こえますかညီမလေးမိုက်မြူဖြစ်နေတယ် はい、聞こえます。名前はヒンさんですかソウさんですかマーさんですかそうです。そうですのそう呼んでください。はい、そうです。はい、ソウさんよろしくお願いします。はい。うん。はい、よろしくお願いします。ソウピピタタリထွက်တယ်အခုရှိမှနည်းနည်းလေးကျင့်တော့နော်အခုနဲ့ကျင့်တဲ့ခါကြလို့ရှင်ဟိုက်よろしくお願いしますソウピピ
နောက်တစ်ခါကျတော့ဟိုဟာတုံလုံးပြောလိုက်တာပေါ့ hi 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 ဆိုတဲ့နှစ်ခါသုံးခါလောက်စင့်ပြောတဲ့ဟာတွေကိုအဲ့ဒီအကျင့်တွေဖြောက်တာဆိုတော့အဲ့ဒီဟာမျိုးတွေသူတို့ကအိမ်မနာတွေကိုသူတို့မကြိုက်ဘူးတခါလေကြာချင်းhi hi 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 ဘယ်လိုပြောမလဲအပီးပြီးရောဆိုတဲ့ပြောတဲ့ဟာမျိုးကွာအမနွားလေးရဲ့စိတ်ကအဲ့လိုမရှိပေမဲ့မထားပါတော့တခုလေးလုံးလိုက်ပါအောင်ဆိုhi hi hi အေးရပြီအဲ့လိုပြောတဲ့ပုံစံမျိုးကွာတခုအဲ့လိုမျိုးပေါက်တဲ့ဟာမျိုးဆိုတော့ hi ကိုနှစ်ခါသုံးခါပြောတာတဲ့ hi ဝါကာရီမစတာနော် hi so that's နော်အဲ့လောက်ဆိုရပြီနောက်တစ်ခုကကျတော့တချို့ရှိတယ်ကွာဒီ interview ကန်းထဲမှာဆိုလို့ရှိရင်တခုခု interview ကန်းထဲမှာမဟုတ်ပါဘူးတခုစဉ်းစားပြီးဆိုရင်ဆိုမကျွတ်ဆိုထွက်တဲ့အတန်ကြီးအဲ့ဒီဟာမျိုးတွေအကျင့်ရှိရဆိုရင်အဲ့ဒါဖြောက်ထားတယ်ပေါ့နော်ကိုကတော့ဘာမှမဟုတ်ပေမဲ့သူတို့အဲ့မှန်တာတွေဆိုသူတို့သိမကြိုက်ဘူးအဲ့ဂျမန်တွေကတတိထားပေါ့နော်はいそうさんにお聞きしますそうさんは今さん合格したのはいつですかそうさんさん合格したはい去年7月そうですね2024年じゃないんですか去年、今年です。はい。わかりました。はい。今年合格してて、今、2の勉強を続けていますかはい。続けています。続けて勉強していってて、今12月には受けるつもりですか2は。ဒီနေ့ဒီမှာလာလို့မရဘူး12月には、来月に、移管するつもりありますかはい、はい。ညောလေးဘာပြောရလဲရှင်းရထားတယ်မဖြစ်ဘူးရှင်းမယ်လို့ပြောထားပြီးမှမဖြစ်ဘာလို့တော့မဖြစ်ရဘာလို့ထားရမဖြစ်ဘူးဘာလို့လဲညောလေးစာမလုပ်ချင်လို့အတွေ့အကြုံရပါဘောမိကုန်းဖတ်လို့ရတာပေါ့လကားပေးထားပတ်စံလကားပေးထားတာမိကုန်းဖတ်တဲ့အတွေ့အကြုံရတာပေါ့ဒုတ်ကိုင်းတွေပါတော့နည်းနည်းလေးတော့ကိုတော့ဟိုမှာဒဏ်ပေးတဲ့အနေနဲ့စာမလုံးဟာဆိုပြီးသွားပြီးတော့စာမုတ်ကန်းထဲမှာနည်းနည်းတော့ဒဏ်ပေးလိုက်နော်ဖြည့်လိုက်ဖြည့်ကြည့်ပေါ့ဘာဖြစ်ပါတွေ့ဘာမှဖြစ်ဘူးတော့ကြာအောင်တော့မဖြည့်တာတဲ့ဖြည့်လိုက်ပေါ့ညီမလေးဖြည့်ကြည့်လိုက်はいそうさんはどうして日本語を勉強しようと、考えましたか勉強しようと思ったのですかはい。僕、新しい経験をしながら、日本人と一緒に働いて、日本語をもっと上手になりたいので、日本語を勉強しようと思います。それはどうしてですかどうして新しい経験、例えば英語とかもできるし、どうして日本人と一緒に働きたいという考えがありましたか例えば英語とかもあるし、フランス語とか、いろいろ、国によって、いろいろあるけど、どうして日本語を勉強しようと思ったのですか例えば、日本のアニメとかみんな見てから、日本に興味が持ってたということもあるし、いろいろ、たくさん理由はあります。そうさんはどうして日本語を勉強しようと、思ったのですかアニメကြောင့်လည်းမဟုတ်ဘူးဆိုတဲ့ခါကျတော့ထားပါတော့ဘာဖြစ်လို့ဂျပန်စာညီမလေးလေးလာလဲဆိုလို့ခုနကလိုမျိုးပေါ့နော်ဂျပန်လူမျိုးတွေနဲ့တွားပြီးအလုပ်လုပ်ချင်တယ်ဆိုတော့အဲ့ဒါဟာတွေကအဓိကမှန်တယ်လေဂျပန်မှာတွားလုပ်ချင်တဲ့အတွက်ကြောင့်မလို့ဂျပန်စကားကိုလေးလာခဲ့တာပေါ့နော်ဒါပေမဲ့ဘယ်လိုအတွက်ကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမိကုန်းကလေတူတူပဲဂျပန်နိုင်ငံမှာဘာဖြစ်လို့တွားလုပ်ချင်တဲ့ဟာနဲ့ပြောလို့ရတယ်နော်ဂျပန်နိုင်ငံဘယ်လိုနိုင်ငံမျိုးဖြစ်တယ်ဘေးဟာတွေဘယ်လိုဖွံ့ဖြိုးတိုးတက်တဲ့ဖြစ်တယ်အဲ့ဒါကြောင့်မလို့ငါကဂျပန်မှာတွားပြီးအလုပ်လုပ်ချင်တယ်ဆိုပြီးတော့တွေးမိတဲ့အတွက်ကြောင့်မလို့ဂျပန်စာကိုစပြီးတော့လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တာအဲ့လိုပြောမှပို့ပြီးတော့ညီမလေးအဆင်ပြေမှာပေါ့ခုနကလိုဖြည့်တာတက်စားလို့ရှိရင်အဲ့ဒီဟာပို့ပြီးတော့မှန်ပါလေဆိုတော့မိကုန်းကတူတူပဲညီမလေးကိုလာတဲ့ဟာကどうして日本で働きたいんですかラーメン
まあどうして日本語を勉強しようと思ったのですかと。နောက်ပြီးတော့まあ日本を選んだ理由と。まあ日本で働きたいまあきっかけとかと。まあအကြောင်းပြချက်တွေပါတော့အဲ့လိုဟာမျိုးတွေလာတာဟောဆိုတော့အတိတ်ပဲအတူတူပဲဂျပန်မှာဘာဖြစ်လို့လာလို့ချင်တာလဲဂျပန်စာအမေဘာဖြစ်လို့လိလာတာလဲစသဖြင့်တူတူပဲဟောအဲ့ဒါတွေကမိကုံကအဖြစ်တူတူပဲဖြေလို့ရတယ်ရလားပြောကြည့်ရစေ日本は簡単で仕事環境がいいからで日本で働いて新しい経験を学んで自分のレベルを上げたいので日本へ行きたいです日本で働きたいですဟုတ်ကဖြည့်ဆွတ်ပြီးပြောရမယ်ဆိုရင်တိတ်ပြီးတော့မစုံသေးဘူးလို့ထင်တယ်ပို့ပြီးပြည့်ပြည့်စုံစုံလေးထည့်ပြီးတာကောင်းတယ်။ဂျပန်ကလည်းနည်းနည်းအလေးတာပြီးပြောတာကောင်းတယ်နော်အဲ့လိုအဖြေမျိုးတွေကအခုပြောသလိုမျိုးသူများတဲ့တာခြင်းနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့များများလေးပြည့်ပြည့်စုံစုံပြင်တာ။ဘာလို့ဆိုတော့ဒီမိကုန်းတွေကညီမလေးတို့ဘယ်တော့ဗမာပဲဖြည့်ပြီးဘာပဲဖြည့်ပြီးအဲ့ဒါတွေကဘာဖြစ်လို့ငါတို့ဂျပန်နိုင်ငံမှာလာလို့ချင်တာလဲဆိုတာသူတို့ကအင်တာဗျူး10ပွဲမှာ10ပွဲလောက်ကမေးတယ်မိကုန်းတွေဟုတ်လားနော်ဆိုတော့အဲ့ဒါတွေပြည့်ပြည့်စုံဖြည့်တာဟုတ်もう一つの質問ですさんははいはいはいညီမလေးဘာပြောဘယ်အကြောင်းတွေကိုဦးစားပေးပြီးတော့ဆိုတော့ဘယ်အကြောင်းတွေပဲဖြစ်ဂျပန်ဘာလို့ရွေးချယ်လဲဘယ်အကြောင်းတွေပဲဦးစားပေးပြောရတယ်အကိုပြောသလိုမျိုးညီမလေးတို့ရဲ့တယောက်နဲ့တယောက်ရွေးချယ်မှာစဉ်းစားပုံစဉ်းစားနည်းရတူညီမတူလိမ့်မယ်ဆိုတော့ဥပမာဆိုလို့ရှိရင်ဂျပန်နိုင်ငံနည်းပညာဖွံ့ဖြိုးတိုးတက်တယ်တို့နော်ဂျပန်လူမျိုးတွေကမဘလို့မျိုးအကြောင်းပြချက်တွေရှိတယ်ဂျပန်ရဲ့ယဉ်ကျေးမှုတွေဘာတွေရှိတယ်အဲ့ဒီဟာတွေသဘောကျတယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီလစာနဲ့ပတ်သက်ပြီးတော့လေမြန်မာနိုင်ငံနဲ့ဆိုင်လစာကောင်းတယ်မိသားစုထောက်ပံ့နိုင်မယ်နောက်တစ်ခုကပြောလို့ရတယ်အဲ့ဒါတွေအကုန်လုံးအမှန်တရားတွေပဲသိရမလားဆိုတော့ဒါတွေကလိန်ပြောတာတွေတခုမှမရှိဘူးပြီးတော့ဂျပန်နိုင်ငံမှာမိန်းကလေးအတွက်လုံခြုံစိတ်ချရတယ်စသဖြင့်အဲ့ဒါမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးဦးစားပေးပြောကမှညီမလေးရမှာဟောတယောက်နဲ့တယောက်ကတော့ပြောပုံပြောနေတူညီမတူနေပဲဒါဘာပဲဖြစ်ဖြစ်သူများတဲ့ဆိုင်တော့ပြည့်ပြည့်စုံစုံလေးဂျပန်ကိုနည်းနည်းလေးအလေးတာပြီးပြောတာကောင်းတယ်အဲ့ဒီဟာမျိုးတွေကလေဟုတ်လားဟိုက်နောက်တစ်ခုကလေအကိုကြုံလုံးပြောလိုက်တာပါညီမလေးတို့ဒီအင်တာဗျူးမှာဘာဘယ်လိုမျိုးတွေမေးလဲဆိုလို့ရှိရင်အခုအကိုပြောမေးတဲ့မေးခွန်းတိုင်းကညီမလေးတို့အတီးဆုံးရောအကိုလည်းမသိဘူးညီမလေးတို့အကြောင်းညီမလေးတို့အတီးဆုံးအဲ့တော့ဂျပန်နိုင်ငံမှာဘာဖြစ်လို့လှုပ်လှုပ်ချင်တာလဲဂျပန်မှာဘယ်နှစ်လုံးမှလဲမင်းဘယ်ဂျပန်စာနဲ့ပတ်သက်ပြီးဘာလေးလာပတ်သက်ပြင်ကိုဟာအတီးဆုံးရောကိုအကြောင်းကိုဆက်စွမဲ့ပြန်လုံနိုင်တယ်နောက်တစ်ခုကညီမလေးဟိုမှာရေးထားတယ်ကိုအကြောင်းတွေတချို့ကမသိဘူးမင်းတက္ကသိုလ်မှာဘာလေးလာခဲ့လဲဆိုမသိတော့မပြောတတ်တော့ဥမာသိတယ်ဂျပန်လိုပြန်မပြောတတ်တော့နောက်တစ်ခုကကိုယ့်ရဲ့နောက်ဆုံးဘယ်လောက်ထိသိတယ်ညီမလေးပြင်ထားရမလဲဆိုရင်ဝိတက်ကလေးနောက်တစ်ခုကကိုယ့်ရဲ့ထားပါတော့နော်မျက်မှန်တက်တယ်မတက်ဘူးကိုကဘယ်တန်လားညာတန်လားကိုယ့်ရဲ့သွေးမျိုးစားကိုယ့်ရဲ့အလုပ်ကိုင်နော်အဖေမိသားစုဘယ်နှယောက်ရှိတယ်စသဖြင့်ကိုကခွဲစိတ်ပူတာတွေဘာတွေရှိတယ်ဆိုလို့ရှိရင်ယောဂရှိတယ်ယောဂမစားနိုင်လို့ဆိုမစားနိုင်စသဖြင့်အဲ့ဒါတွေအကုန်လုံးကညီမလေးတို့ပြန်ပြီးတော့ဂျပန်လိုဆက်ဆုံးမဲ့ပြန်လုပ်တဲ့ရမှာနော်အဲ့ဒါပြင်ထားတာကောင်းတယ်နော်အဲ့ဆိုရင်ရွှေဆန်聞こえますかシュウさん、聞こえますかシュウさん、カレータイナーからお久しぶりです。今大丈夫ですかシュウさん。はい。シュウさん、自己紹介お願いします。はい。大丈夫です。自己紹介どうぞ。三字嚟唔講？你咪講啦，我哋得咪不咁講啦。ဟုတ်တယ်မ講啦。我三字အဲ့ဒါချက်。OK。ချက်တော့မတဲ့ဟိုဘေးဝဲလိုက်ဘေးနဲ့ဝဲလိုက်အောင်မစမ်းသေး။ကြောလိုက်ပြီအလက်ကြောလိုက်ပြီနော်နောက်ပြီးမှဟိုကလုံးမယ်။ခဏလေးထွက်လိုက်မယ်နော်စမ်းသေး။ဟုတ်တယ်ပါဟုတ်ကဲ့ဖြိုးさんにお聞きします。ဖြိုးさん聞こえますかဖြိုးさん聞こえますかはい。はい。ဖြိုーさんは、日本行くことについて、何が、日本で生活をするために、何が不安なこととかはありますか？はい、あります。何がありますか？စာချင်ခဏလေးနော်အတိတ်ပဲနားလည်မလားအခုမြန်မာလိုပြောကြည့်အခုမင်းရဲ့မိကိုမြန်မာလိုပြောကြည့်စိတ်ပူတာရှိလားကျွန်တော်ညီမလေးနေထိုင်ဆိုင်တောင်းတော့တွိုင်းနေပတ်သက်ပြီးတော့စိတ်ပူပင်တာရှိလားပေါ့နော်ရှိလားဘာရှိလဲစကူနီဘယ်လိုပြောမလဲနောက်တစ်ခု
အဲ့ဒါကအကိုပြောမယ်ညီမလေးတို့မှာကွာဒီခိုင်းဝါနဲ့ပတ်သက်ပြီးတော့စကားပြောနဲ့ပတ်သက်ပြီးတိတ်ပြီးတော့အတွေ့အကြုံရှိချင်မှလည်းရှိနေမယ်များသောအားဖြင့်ခိုင်းဝါဒီ level up ဖြစ်နေတယ်ဆိုလို့ရှိရင်များပြောပါဇက်ကပြောမှညီမလေးကိုထွက်မှာရောပြီးတော့မှားမှမကြောင်းနဲ့ဘာမှမပြောမှားတာပြဿနာမရှိရှက်စရာမကောင်းဘူးနော်မှားအင်တာဗျူးကနေမှလည်းမှားရမှားပါစေပြောချပလိုက်အဓိကမပြောလို့ရှိရင်ပါဇက်ကနေဆိုပြောနေအဲ့ဒါပို့ပြီးတော့ဟိုမဖြစ်ဘူးဆိုတော့ရေးပြောနောက်တစ်ခုမြန်မာလိုအရင်စဉ်းစားလိုက်ပါမြန်မာလိုစဉ်းစားပြီးတော့မှသူ့ကိုဘယ်လိုမျိုး communication ပြန်လုပ်ရမလဲဒီစကားလုံးကိုပြန်ပြီးတော့ရှာလို့ရတယ် sorry ပါအကိုဘက်ကဒီလောလောဆယ်ဒီ battery နည်းနည်းလေးပဲကျန်တယ်ဟို9နာရီဆိုရင်တော့မီးလာမလားမသိဘူးကိုမီးလာရင်စပြန်ပြီးပို့လိုက်မယ်လောလောဆယ်ပြုတ်ကျသွားရင်ပြောတာအကုန်ထိတော့သွားမယ်နော်တကယ်လည်းဟောဖြစ်ဆိုလို့ရှိရင် sorry ပါမြေအကို link အစ်ပြန်ပို့ပြီးမယ်နော်ဟောဖြစ်တယ်ဆိုလို့ရှိရင်ခဏလေးမီးတစ်ချက်လာတော့စောင့်မယ်နော်はいဖြိုးဆန်フアなこととかはありますかはいあります何がありますかမြန်မာလိုပြောကြည့်ပြောဘာလဲဂျပန်ရဲ့အလုံးမှာချက်ချင်းနေသားမကြတာကိုအလုံးမှာချက်ချင်းနေသားမကြမှာဆိုတော့အလုံးကိုလုံနိုင်မလုံနိုင်ကိုတွေးပူတာလားဒါမှမဟုတ်ဘလူဟာမျိုးမနေသားမကြမှာဆိုတော့ငါပြောမပြောအဲ့လိုမျိုးတွေးပူတာလားဘလူဟာမျိုးပြောအလုံးမှာနေသားမကြဆိုတာဒါမှမဟုတ်အလုံးကိုလုံနိုင်မလုံနိုင်လားအလုံးမှာပြောမပြောဒါမှမဟုတ်အလုံးကသူတို့ပြောတဲ့ဟာကိုနားလဲမလဲဒါမှမဟုတ်အလုံးကိုလုံတက်မလုံတက်ဘလူဟာမျိုးတွေလဲအများကြီးရှိရလေပြောပြပါနားမလဲမှာကြそう私は日本語は今勉強しているけれどもあまりわからないのでもし日本に来たら仕事で慣れないときはあの値段もちゃうし慣れないときはできるかできないか少し心配していますさてものあの値段もちゃうလောက်သားမကြတဲ့ခါမျိုးမှာအဆင်ပြေလားမပြေမလားစသဖြင့်အဲ့ဒါလေးတော့စိတ်ပူတယ်ဆိုတဲ့ဟာမျိုးပြောတာပိုကောင်းတယ်ရလားဘာပဲပြောရတယ်ညီမလေးအခုပြောလိုက်တယ်ဆိုရင်ကြက်နေရလို့ရှိရင်ဟောဖြစ်လိမ့်မယ်ဆိုတော့ညီမလေးပြောတဲ့ဟာကိုခုနကလည်းမျိုးတစ်ချက်ဂျပန်လိုပြန်စဉ်းစားပြီးပြောကြည့်私は日本で働くのは新しい環境だからすぐにならないことをちょっと心配があります。はい、やれ。はい、わかりました。あとはですね、簡単な質問ですが、今まで日本の料理とか何か食べたことがありますか？はい、あります。天ぷらです。天ぷら、どんな天ぷらですか？エビや野菜を衣で揚げた料理で、外は薄くして中は柔らかいです。それはどこで食べましたか？ပြောလဲစမ်းစီဆိုင်တစ်ဆိုင်မှာပဲစားဘူးလေမှန်တယ်လေညီမလေးဆိုင်တော့ဆိုင်ပေါ့အလှမှာစားလာမှာမဟုတ်တာဆိုတော့ဘယ်ဆိုင်မှာစားတာလဲဂျပန်ဆိုင်လားမြန်မာဆိုင်လားเนาะအဲ့လိုဟာမျိုးတွေရှိတယ်။ဘာမှဗမာစားတာလဲရန်ကုန်မှာရှိတဲ့ဂျပန်ဆိုင်မြန်မာဆိုင်စသဖြင့်ဒါမှမဟုတ်အဲ့လိုမျိုးပေါ့ဘယ်လိုဟာမျိုးမှာစားတာလဲပြောတာဒီလိုမျိုးစားတော့ဆိုင်မယ်စားတော့ဆိုင်မယ်ဂျပန်စားတော့ဆိုင်လားအဲ့လိုမျိုးလားဟုတ်ဘူးစမ်းစီrestaurant မြန်မာにあるレストランで食べました。ここにあるレストランであららပေါ့အဓိကကွာညီမလေးတို့ဘယ်မှာစားဘူးလားလဲမစားဘူးလားလဲသူတို့ကစိတ်ဝင်စားလို့မေးတာမဟုတ်လိုက်ငါလိုက်ကြွေးလို့ပြောမှာမဟုတ်ဘူးအဓိကညီမလေးဘယ်လောက်ထိသူ့ကို communication လုပ်နိုင်လဲတော့တိတိကျစကားပြောတာလေညီမလေးပြောရင်အဖြေပေါ်မှာလိုက်ပြီးသူကမေးခွန်းတွေထက်လာမှာမင်းစားပြီးဗလားဒါအဓိကကိုနဲ့ရင်းနှီးမှုယူတယ်ဆိုတာအဲ့လိုပုံစံမျိုးသွားတာဟောအဓိကအဲ့ဒါမျိုးသိချင်လို့သူတို့ဘယ်မှာဆိုင်မှာစားဘူးလဲဘာညာပြောပါဇက်ကတိုင်းတိုင်းဆိုပြောပလိုက်တချို့ဟာတွေဆိုလို့ရှိရင်လည်းမှားလဲမှားပါစေဒါမှမဟုတ်ဟုတ်ချင်မှလည်းဟုတ်ပါစေပါဇက်ကနေအဲ့လိုမျိုးထွက်ချပလိုက်အဲ့ဒါမှရမှာဟောဒီမှာအထက်ကရင်းနှီးမှုယူတာဟောတော့ဟုတ်လားはいあとは趣味についてですが趣味は旅行することやあと写真を撮ることなので旅行とか海外とか行ったことがありますか？旅行さて何လဲ旅行趣味さっき自己紹介の中で趣味は旅行することとあとは写真を撮ることです
と言いましたので、要は、海外とか行ったことありますか？海外နားမလဲဦးစံတဲ့ဆိုင်ခိုင်海外ဆိုနိုင်ငံခြားကိုပြောတာလေ။ ဂိုက်ကိုခုလို့လည်းသုံးတယ်။ဆိုင်လို့လည်းသုံးတယ်။はいဒါ。いえありません。ありません。はい。最近旅行したことあります。旅行はどこへ行きましたか？最近最近ကခုလက်တလော旅行ကညီမလေးဒီခုနခီးလုပ်ခဲ့လေဆိုတဲ့ဟာဘယ်သွားခဲ့လဲ။တလောတော့どこも行きません。どこも行き行きません。ました。はい。わかりました。あとはですね、写真撮ることなんですが、どんな写真が撮りますか？どんな写真を撮りますか？こんな写真。自分をကိုပုံကိုပဲရိုက်တာလား自分の写真တွေပါလို့ပြောဆိုဟိုတချို့ကကျတော့လူရှုခင်းပုံလေးတွေတို့ဘာပုံလေးညာပုံလေးစသဖြင့်အဲ့လိုမျိုးလေးညီမလေးကကိုယ့်ကိုရိုက်တဲ့ဟာအဲ့လိုမျိုးပေါ့သဘောကျလားဟုတ်လားအဲ့လိုမျိုးはいโอเคရတယ်ပြဿနာမရှိဘူးအဲ့လိုမျိုးပြောရဲဆိုလို့ရှိရင်လေအမ自分の写真ですဘာညာရီမမောပြောလိုက်ရောအဲ့ကြရင်တေးကြီးတယ်အဓိက communication နဲ့ကိုယ်နဲ့ကောင်းသွားရောအဓိကတည်းကမလားပြောလို့ဘာလို့ညီမလေးရဲ့စိတ်က relax ဖြစ်သွားရောအဲ့ထဲမှာ king chori ဘာတွေမဖြစ်တော့ဘူးစိတ်မလှုပ်ရှားတော့ဘူးသဘောပေါက်လားအဲ့လိုမျိုးဒီနေ့မှဘယ်တော့မှမကြောက်နဲ့ရောပြုံးပြုံးရှင်းရှင်းတက်တက်ကြွကြွရှိမှစကလုံးတွေကထွက်လာမှာနောက်မဆိုရင်လန့်ကြောက်နေလို့ရှိရင်ကိုကြက်ပြီးသားဟာရတော့မှမေ့သွားတတ်တယ်တခါလေးတော့ဂျပန်စာမေ့ပြီးတော့နော်ဘန်ကာရီမတ်တို့ဘာလို့ထွက်လာတာဟောဘန်ကျော်ရှိမတ်နဲ့ဂမ်ဘာရီမတ်နဲ့ပေါင်းပြီးတော့အဲ့လိုမျိုးဘန်ကာရီမတ်တို့ဘာလို့စကလုံးအစ်တွေထွက်လာတတ်တယ်နော်ဆိုတော့အဲ့ဒါညီမလေးတို့ဒီချိန်မှာတော့ဟာသားဖြစ်နေမှာတကယ်အထင်းမှာကြောင်းလာရင်ပြောနေတာဗစက်ကမထွက်တော့ဘူးဂျွန်စကလုံးတွေအကုန်မေ့တယ်ဆိုအဲ့လိုမျိုးဖြစ်သွားတာဟောသိလားကြိုးသားပါမယ်ပြောလိုက်လေဆိုရင်ခိုင်ကြိုးသားပါမယ်မဟုတ်ဘူးဂျပန်လိုပြောလေဘန်ကာရီမတ်တို့ပါအဲ့လိုမျိုးတကယ်ရောတကယ်အခုတို့တွေ့ကြုံတကယ်အဲ့လိုမျိုးရှိတယ်ဟောဆိုတော့နောက်တစ်ခုကအခုဟိုဖြစ်တော့မှမလို့ကြာတော့မှမလို့တခုတော့ဗာလဲနည်းနည်းလေးဟိုပြောတာဟိုအရင်စဉ်းစားမနေနဲ့ကိုမသိတဲ့စကလုံးတွေကိုအရင်မစဉ်းစားနဲ့ကိုသိတဲ့စကလုံးနဲ့သူ့ကိုပြန်ပြီးတော့ဆက်ဆွမဲ့လုပ်တဲ့အောင်ကြိုးစားအဓိကကွာကိုတို့အတွေ့အကြုံရပြောမယ်ဆိုလို့ရှိရင်ထားပါတော့မတိုကွီနာဒီအော်ဒီအာရီမတ်ကာဆိုလို့ရှိရင်ဒီဘက်ကနော်ဒီဘက်ကျောင်းသားနေပြီးတော့သူပြောချင်တဲ့ဗဇက်ထဲရှိတာရှောက်ပြောရင်ပြောတာကွာဥပမာဆိုရင်ချမောင်ကျော်တော်တယ်သူချမောင်ကျော်တာကောင်းတယ်ဗာညာပြောတာကွာမတိုကွီနာဒီအော်ဒီဆိုတာမင်းအကောင်းဆုံးနှင်းလျာဘာရှိတယ်ချမောင်ကျော်ဆိုရင်ဒီဘက်ချမောင်ကျော်လွတ်ခနေဆိုလို့ရှိရင်စကလုံးကနော်ရိုးစဲလီတို့ကချမောင်လို့တော့တုံးတယ်ဒါပေမဲ့ရိုးစဲလီတို့ပြောရင်ဟိုဘက်ကတိကျမှတိမောဆိုတော့အဲ့ဒီဟာကိုရိုးစဲလီတို့ပြောရင်ဟိုဘက်ကဂျပန်သူမကြောက်ဘူးဒီမှာကြောက်မှာမသိဘူးမသိတဲ့လူတွေမသိဘူးဆိုတော့အဲ့ဒါယူကိုကသွားပြီးစဉ်းစားနေဘာလည်းမသိဘူးဆိုရင်ဖြစ်သွားလို့ရှိရင်တော့ပြတ်သွားတယ်ဆိုတော့ကိုဘာလုပ်အောင်လဲဆိုရင်ハッパのスパイ味あるハッパの揚げ物ですハッパဆိုတာအရွက်ကိုသုံးတာကွာスパイ味ဆိုတာချင်းတယ်နည်းနည်းချင်းတဲ့အရွက်ကိုကြော်တဲ့ဟာသူတော်တယ်ဆိုပြောလိုက်အဓိကသူနားလေသွားတယ်လေချမောင်ကျော်ဆိုချမောင်ကျော်တောက်လျှောက်အဲ့ဒါယူစဉ်းစားနေလို့မရအောင်မင်းဘာတွေစိုက်တယ်တပြေပန်းစိုက်တယ်တပြေပန်းခိုးတော့မသိတော့ဘူးဆိုလို့ရှိရင်သွားပြီလေအဲ့ဒါဆိုရင်ကိုကတပြေပန်းကြီးမသိတာကြီးလိုက်ပြီးစဉ်းစားနေမလားဌာနဥဝတေးမဆိုရင်ပန်းစိုက်တယ်ပြီးပြီလေဟုတ်တယ်မသဘောပြောပြတာအဓိကအဲ့ဒါလည်းအရေးကြီးတယ်ဟောညီမလေးတို့ဒီအင်တာဗျူးကနေမှာဖြတ်ထုံးညံလဲတုံးရတယ်ဒီလားအရင်ကိုမသိတဲ့စကားလုံးကြီးတွေကိုတွားပြီးတော့အကြာအိစဉ်းစားနေလို့ရှိရင်ရုပ်ပြတ်သွားအဲ့တိုင်းဆိုပြီးတော့ဆိုကြွတ်သေးပါအဲ့လိုမျိုးထွက်လာပြီးတော့သိမလားဖြစ်သွားတယ်လေဆိုတော့အဓိကပြောချပလိုက်နောက်တစ်ခုကကိုပြောတဲ့ဟာကလည်းပြည့်ပြည့်စုံစုံရှိရမှာဥမာအကိုအမြဲပြောတဲ့ဟာရှိတယ်ဥမာ日本は寒い国です寒さについて大丈夫ですか寒さは大丈夫ですかလို့ဘာလို့မေးလဲဂျပန်နိုင်ငံအေးတယ်မင်းအေးရနဲ့ပတ်သက်ပြီးမခံနိုင်လားလို့မေးလို့ရှိရင်လူအယောက်100လားဖြစ်ရင်လေတယောက်ဖြေတဲ့100လုံးက high ဒိုင်းကြောက်ဘူး desk ပဲဖြေမှာသိကြပါအဲ့ဒီစကလုံးဖြေမယ်ဒိုင်းကြောက်ဘူး desk ဖြေမယ်ဆိုတာလေသူတို့သိတယ်ဘာဖြစ်လို့သူတို့မေးလဲဆိုတော့サムイところはちょっと苦手だと嫌いだとどうなのဖြေဘူးโอเคမိလာပြီခဏလေးအကိုတစ်ချက်ဟိုဟာလေးပြပြီလိုက်မကြတော့နော်ခဏလေးအကိုမိလေးတစ်ချက်ခွင့်မယ်နော်ခဏလေး
ရပြီနော် sorry ပါမီးကအခုမှကွက်တီလာတော့အချိန်ရရမလားအခုကအမှန်တိုင်းပြောရရင်ကိုအရင်အခုနဲ့တင်မှုတဲ့ညီမတွေသိလိမ့်မယ်ဒီမှာတယောက်တော့ပါတယ်သူကဟိုမအားလို့ပြန်တင်တာအခုပြောတဲ့အချိန်8 နာရီကနေပြီးတော့ထားပါတော့ဒီည10 နာရီသွားပြီမလဲနည်းနည်းလေးအခုအားပါရင်17 နာရီလောက်ထိဖြစ်သွားတယ်ခါလေးကြောက်ချင်းရတယ်မလားရပါပြီဟို line မကောင်းတာလည်းဘာလို့အိတ်ချင်နေပါညာဆိုရင်လည်းဆင်းသွားလို့ရတယ်တက်တာတော့မရှိဘူးဒါပေမဲ့နော်နည်းနည်းညွှန်လေးတို့အကျိုးမရောက်ပါဘူးဆိုတော့ okay ခုနကဟာမျိုးပေါ့သိရမလားဟိုစာမှုတို့ခရောကဒိုင်းကြောဘူးတက်စကားဆိုရင်အယောက်100လားဖြင့်100လုံးကထိုက်ဒိုင်းကြောဘူးတက်ဒကီမတ်ဒမာဒီမတ်ပဲဖြေမှာရောဆိုတော့ interview ဖြစ်တဲ့အတွက်ကြောင့်မလားအဲ့လိုဖြေမှာဆိုတော့တို့ကလည်းသိပြီးသားဒါပေမဲ့အဲ့ဒီမိကုံညီမလေးတို့ကဆက်ပေးရမှာစကားစက်ကထိုက်ဒိုင်းကြောဘူးတက်မှာစာမှုတို့ခီကအတတကိုင်းမှာဥပမာပြောရနော်サムイ時は、ちょっと運動して、体に気をつけます。寒いところは私が好きです。寒い時、暖かい服を着て、ちゃんと、体に気をつけます。これが、はい、大丈夫です。できます。それ、ပြောတဲ့သူで、အဲ့လိုမျိုးပြပြစုံစုံပြောတဲ့သူကိုသူတို့ကပို့ပြီးသဘောကျတယ်ရော။အဲ့ဒီဟာမှသူတို့ကပို့ပြီးတော့တယောက်နဲ့တယောက်စကားပြောရတာပို့ပြီးကောင်းတယ်ဟုတ်တယ်မလား။သဘောပြောပြလေ။ညီမလေးကိုပြပြစုံစုံပြောတာမေးတဲ့သူကဒါမေးတယ်ထင်စားပြီလား။စားပြီ။စောင့်ပြောတော့အဲ့လိုမျိုးဆိုလို့ရှိရင်တယောက်နဲ့တယောက်စကားပြောရတာမကောင်းဘူးကွာအမေးအဖြေပုံစံမျိုးကြီးတဲ့တွားနေမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့စားပြီးခုနကပဲစားလိုက်တယ်တော့မဘိုင်းနဲ့စားလိုက်တယ်စသဖြင့်အဲ့လိုမျိုး communication လုပ်နိုင်မှာဒီတယောက်နဲ့စကားပြောရတာကောင်းတယ်ဒီအလုပ်ထဲမှာဆိုရင်လည်းကျန်တဲ့သူတွေနဲ့သူနဲ့ဟိုဘယ်လိုပြောမလဲအဆင်ပြေလောက်တယ်ဆိုတဲ့ဟာမျိုးသူတို့မြင်မှာရောသိလားသဘောပေါက်လားဟိုက်အဲ့ဆိုရင်ချိုးစံနီအောင်ရှိစမောရှိますလိုင်းနေမကောင်းတော့ကြားလာညီမလေးကြားရတယ်ဆက်စီはい、京さんにもう一つの質問です。京さんは、介護の仕事について、経験とかはありますか？聞こえますか？京さん聞こえないですか？မကြတော့လားညီမလေးသိုးဆန်လားဆက်စီသိုးဆန်လို့ပြောတာမစိုးဆန်ဖြိုးဆန်ကိုပြောတာဖြိုးအဲ့ဆက်စီခေးကန်ကအဒီမဆန်အာဒီမဆန်ဆိုရင်အဆင်မပြေဘူးတော့ညီမလေးခုနကကြီးကိုရှော့ကိုင်မှာတော့ဆိုသေးတယ်ဟောအဖွားကိုလုတ်ပေးဘူးတဲ့သူဖြည့်တယ်မလားအဲ့ဒီဟာပဲပြန်ပြောလို့ရတာရတယ်လေအဲ့ဒါပဲဖြေရမှာညီမလေးဒီခိုင်းကောဆိုတာကခိုင်းကောအလုံးမှာသွားလုပ်ခုတဲ့လူကအယောက်100ရှိလို့ရှင်လူအယောက်ဘယ်လိုပြောမလဲ69ယောက်လောက်ကမလုပ်ဘူးရောစေယုံတို့ခိုင်းကောတို့မှာ volunteer လုပ်ခုတာရှောက်ထည့်ထားတာဆိုတော့ညီမလေးအဖွားကိုလုပ်ပေးဘူးတာလေခိုင်းကောပဲရောအဲ့ဒါကိုထည့်မှရမှာရောအဲ့ဒီချက်ပဲတိုင်းတူတာကြီးပဲပြန်ပြောလို့ရတယ်ရောတူတူပဲရောအဲ့ဒီဟာပဲပြောဖြေရမှာရောအဲ့ဒါမဖြေရင်အဆင်မပြေဘူးရောအဲ့ဒါပဲဖြေ4期の祖母の看護をした期間があります。毎朝薬の管理や食事の準備を手伝うなどをしたことがあります。အဲ့ဒါပဲလားအဲ့ဆန်ဒီအဲ့ဒါတော့မဖြစ်ရသေးဘူးရတယ်ရောအဲ့လောက်ပဲအဆင်ပြေတယ်နည်းနည်းလောက်တော့ထည့်လိုက်ပေါ့ရှော့ကူကြီးခိုင်းကြောဟိုက်ဆက်ဆက်ခိုင်းကြောနယူးယောက်ကူခိုင်းကြောစသဖြင့်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးနည်းနည်းလေးထည့်ပေးလိုက်ပေါ့ဒိုင်လောက်ခဲ့တယ်ဆိုတဲ့ဟာမျိုးပေါ့နော်はい次はソウさんに質問しますソウさん聞こえますかソウさんなトンさんはい聞こえますはいソウさんもいろいろのたくさんある日本でも、職種はたくさんあります。例えば外食とかもあるし、職員清掃とかもあるし、そういうたくさんの、仕事の中で、どうして介護の仕事をやりたいんですか？看護職はいつか自分が必要になるし、だけど、みんなまでやるよ。OK、ちょうだいね。はい、次の質問に行きます。日本では何年間ぐらい働きたいんですか？
ဂျူနင်းခံကလာဟာတရာခိတိုင်းတဲ့ ဒီနေမုံညီမလေးနန်းကိုပြပြတတ်ထားမယ်နော်ဂျူနန်ကန်ကိုတိုင်းဟာတာရာခိတိုင်းですthose did ဂျူနင်းခံကလာဟာတရာခိတိုင်းတဲ့ those did ဂျူနန်ကန်ကိုတိုင်းဟာတာရာခိတိုင်းですか日本はエンセナ国で新しい経験もできるし、外国人のနိုင်ငံသားလူမျိုးတွေအတွက်လဲဆိုလို့ရှိရင် how many ရလား ရက်ပါပြီ ချင်းလဲလို့ဂိုင်းကိုကျွန်တော်ထားမယ်လို့ はい外国人のためにチャンスがあるので日本を選びました。わかりました。あとはですね、10年後は何をしたいんですか？もう一度お願いいたします。10年後は何をしたいんですか？聞こえますか？はい。မိဘနားမလဲလို့ 10နှစ်ဆိုတာညီမလေးကျန်တဲ့ညီမလေးတွေအတူတူပဲအခုမင်းနဲ့ပြောတဲ့မိကုန်းတွေကကွာတယောက်တည်းကိုပြောရမှာမဟုတ်ဘူးအကုန်လုံးကိုပြောတဲ့ဟာအခု तू ပြောတဲ့မိကုန်း तू ဖြေတဲ့အဖြေတိုင်းကိုမိကုန်းကြီးဆက်လာတာတဘောညီမလေးတို့ဖြေနေဖြေတဲ့အတိုင်းကိုဆက်လာမှာဂျူနန်ကန်ကိုတိုင်းဟာတရာခိတိုင်းကလူတိုင်းနီးပါးပြောတဲ့ဟာတွေသူတို့ဘာဖြစ်လို့နားစတဲ့စကားတို့ထပ်မေးမှာရော those days ဂျူနန်ကန်ကိုတိုင်းဟာတရာခိတိုင်းတဲ့စကားလို့မေးမှာရောအဲ့ဒီတော့ညီမလေးတို့အဖြေလောက်ထားမှာရောနောက်တစ်ခုကဂျူနန်ကောဆိုတာက10နှစ်ပြီးသွားလို့ရှိရင်ဂျူနန်အတ်တိုလို့မသုံးမနဲ့ဂျူနန်ကောကနာနီယိုစတိုင်းတဲ့စကားတို့ဘာလို့10နှစ်ပြီးသွားရင်မင်းဘာလုံးမလဲဆိုတဲ့ဟာကိုမေးပါဆိုတော့10နှစ်ပြီးသွားရင်ကိုလှုပ်ချင်တဲ့ဟာကိုမေးတာကဘာဖြစ်လို့မေးတာလဲသိလားအတိတ်ပဲကညီမလေးကို10နှစ်ပြီးသွားရင်ဂျပန်မှာဆက်ပြီးအလုပ်လုပ်မှာလားမြန်မာပြည်ကိုပြန်မှာလားမြန်မာပြည်မှာဘာစီးပွားရေးလုပ်မှာလဲဆိုတော့အဲ့ဒီဟာတွေနဲ့ဆက်ပြီးမိကုန်းတွေဆက်လာမှာ10နှစ်ပဲမဟုတ်ဘဲနဲ့10နှစ်အကြောင်းလှုပ်ချင်တဲ့အကြောင်းပြချက်10နှစ်ပြီးသွားရင်ကိုလုံးမဲ့ဟာတွေအထိအဖြေတွေကပြင်ဆင်ထားမှရမှာတော့ပေါ့လားအဲ့ဒါ10နှစ်ပြီးသွားညီမလေးဘာလုပ်မှာဘာလုပ်မှာလဲ မြန်မာလိုပြောလို့ရလားတနည်းဂျပန်လိုမတင်ရသေးဘူး ပြောရတယ်10နှစ်ပြီးအိမ်အောင်ပြီးမှာလားဘာလုပ်မှာလဲပြောရတယ်နော်ပြောလို့ရတယ်ဆယ်နှစ်ပြီးသားလို့ရှိလို့ရှိရင်ဂျပန်မှာပြင်ခဲ့တဲ့အလုံးနဲ့ပတ်သက်တာတွေကိုမြန်မာနိုင်ငံမှာပြန်ပြီးတော့အသုံးချပြီးတော့ခိုင်းကော့စင်တာဖြစ်ပြီးအဲ့လိုမျိုးပြင်တယ် ခိုင်းကော့စင်တာပြန်ဖွင့်မှာလား ဟုတ်ဆိုတဲ့ခါကျတော့အဲ့ဒီမိကုန်းကိုဆက်ပြီး तू အဲ့ဒီအဖြူဆက်ပြီးမိကုန်းနေလာတတ်တယ်ဘယ်လိုဟာမျိုးကြီးလာမလဲဆိုလို့ရှိရင်ခိုင်းကော့စင်တာဖွင့်ဖို့အတွက်ကိုမင်းပတ်စံဘယ်လောက်လောက်လိုအပ်လဲအဲ့ဒီပတ်စံကိုမင်းဘယ်နှစ်နှစ်မှစုမှာလဲချက်လာမှာအဲ့မိကုန်းတွေကဆိုတော့အဲ့မိကုန်းမျိုးတွေအဲ့လိုမျိုးပြင်ဆင်ထားမှညီမလေးတို့အဆုံးထိပြင်ဆင်ထားမှရမှာသိလားတချို့ရဲ့ဂျပန်တွေကမူလီဆိုတာကြားဦးတယ်မှာဂျပန်မူလီဆိုတာတရေချင်းစီจิตတာအဓိကအဲ့လိုမျိုးမေးတယ်ဆိုတာညီမလေးတို့ဟုတ်မဟုတ်ကိုသူတို့ကမေးတာမဟုတ်ဘူးတချို့ကပြီးတော့အင်တာဗျူးမှာအောင်မြင်တဲ့စိတ်နဲ့ပြန်လိုက်ခိုင်းကောလုပ်တယ်ခိုင်းကောလုပ်ပြီးပြန်လိုက်ဘာလုပ်မလဲခိုင်းကောစင်တာဖွင့်မယ်ခိုင်းကောဆရာမလုံးမယ်တချို့ကပြန်လာရင်ဘာလုပ်မလဲဂိုင်းရှော့ခုနဲ့သွားတယ်ပြန်လိုက်စားတောက်ဆိုင်ဖွင့်မယ်ဒါမျိုးတွေပဲသူတို့ကဖြေရဆိုတော့ဂျန်ရနက်နေပြီလားဆိုတဲ့ခါကျတော့အဲ့ဒီဟိုင်းနဲ့ပတ်သက်ပြီးသူတို့ကအဆုံးထိမေးတယ်ရောတော့ညီမလေးရှစ်ဆက်စွဖွင့်ဖို့အတွက်ပတ်စံဘယ်လောက်လောက်လိုအပ်လဲမင်းအဲ့ပတ်စံလိုအပ်တဲ့ပတ်စံမင်းဘယ်နှစ်လောက်စုမယ်လို့မင်းမှန်းထားလဲညီမလေးရဲ့ရွယ်ချက်ပလန်ကိုသူတို့မေးတာရှိတယ်ရောတခုနဲ့ကဟာမျိုးပြောလို့ရတယ်မိုရှိဂျူနန်ကောကမြန်မာရဲ့ခါရတဲ့日本で学んだ介護の技術を生かしてミャンマーで介護施設を開きたいです介護の老人ホームを開きたいですဖွင့်နေတယ်စသဖြင့်အဲ့လိုမျိုးပြောလို့ရတယ်လေတော့ပေါ့လားပြီးလို့ရှိရင်ဖြစ်တယ်ဆိုလို့ရှိရင်အကိုကိုတဲ့အဲ့ဒီဟာနေပြီးတော့အကိုပြီးလို့ရှိရင်ညီမလေးကိုအဲ့ဒီဟာကိုဂျပန်လိုရေးပြီးတော့ Messenger နဲ့ပို့ပေးလိုက်မယ်เนาะပြီးသွားလို့ရှိရင်ဟုတ်တယ်ခိုင်းကောပြန်ပြီးတော့မြန်မာပြည်ပြန်ပြီးတော့ခိုင်းကောလို့ပြန်လုပ်မယ်ဟာเนาะはいはいဒီအဖွင့်မယ်次は姉さんにお聞きします姉さんよろしいですか姉さんပြောက်သွားတယ် sorry ပါထွင်းစားနေရလားဒီကမှအလောက်ကသူပြန်လာပြီးတော့姉さん聞こえますか
はい聞こえます先生今、仕事の経験、タイではどんな仕事をしていますか？タイ語仕事とレストランです。タイでは今も介護仕事とレストランの仕事、はい。やっていますか？ခိုင်ကောကလွန်ခဲ့တဲ့3နှစ်ကညီမလေးအဲ့ဒါထိုင်းရောက်လာကြာပြီလား ခုနှစ်နှစ် ခုနှစ်ရှိပါပြီလွန်ခဲ့တဲ့3နှစ်ကဒီခိုင်းကောလှုပ်လှုပ်တယ်အခုကကျတော့စားတော့ဆိုင်မှာလုံနေအဲ့လိုမျိုးလား ဟုတ် ဟုတ်ပြီအဲ့ဆိုရင်မှာထိုင်းမှာအလုပ်လုပ်တဲ့ဟာတွေညီမလေးပြန်ပြီးတော့ဆက်စမဲ့လုပ်တဲ့အောင်ပြန်လုပ်တယ်ဒီမှာဆိုတော့ညီမလေးက9နှစ်တောင်ကြာပြီ तू ကမေးတတ်တယ်ရောဘာဖြစ်လို့ခဏဟာမျိုးတေချာပေါက်မေးလိမ့်မယ်ညီမလေးကအဲ့မေးခွန်းလေးထိုင်းမှာ9နှစ်တောင်ကြာပြီမင်းဘာဖြစ်လို့ဂျပန်နိုင်ငံကိုလာချင်တာလဲအခုမှလာချင်တာလဲဆိုတဲ့ဟာမျိုးတွေမေးမှာရောထိုင်းမှာဥမာထိုင်းဆိုတာလေပြောရလို့ရှိရင်ဂျပန်လူမျိုးတော်တော်များများကလေတာပတ်တာသဘောကျရနေတာဟောအဲ့လိုမျိုးအဓိကထိုင်းလမ်းစာနေတယ်ပြီးတော့ဘယ်လိုပြောမလဲဂျပန်မှာပို့ပြီးတော့နီးပညာဖွံ့ဖြိုးတိုးတက်တဲ့စသဖြင့်အဲ့လိုမျိုးနည်းနည်းတတပူပြောပြမှာရမှာဟောဒီလားအဲ့ဒီဟာညီမလေးပြောကြည့်အလုပ်တွေ့ကြုံနဲ့ပတ်သက်ပြီးတစ်ချက်ပြောကြည့်မြန်မာလိုရင်ပြောကြည့်မယ်နော်ဆင်ဆင် โอเค ပါတော့ဥပမာတွားမေးခဲ့မယ်ဆိုရင်ဘာကြောင့်ကိုကအခုထိုင်းမြန်မာနေတာကြာပြီဘာဖြစ်လို့ဂျပန်တွားရှင်လဲသူကမေးခဲ့တဲ့အချိန်ကျရင်ထိုင်းနိုင်ငံကသူကအချိန်ကိုကအလာစာနဲ့လုပ်တဲ့အချိန်ကျတော့သူကအချိန်လုံးဝဟောမဖြစ်ဘူးအချိန်ဘယ်လိုပြောမလဲဥပမာဥပဒေကတတ်မှတ်ထားတာတရက်ကို8နာရီဒါပေမဲ့ဒီမှာကိုလောက်တာမနေ့9နာရီကလေးကမနေ့9နာရီကနေည10နာရီ17နာရီအထိအဲ့လိုမျိုးလုပ်ရတယ်ဒါပေမဲ့ပတ်စံတော့ပို့မရဘူးအဲ့လိုမျိုးပြီးတော့စားတောက်ဆိုင်နဲ့တူပဲဥပမာမနေ့ပိုင်း9နာရီဝင်တယ်ဆိုရင်ညနေပိုင်းကျရင်ဆိုင်မသူဘယ်လိုပြောစားဝင်စားမှာတော့သူကပြောရဲတရက်8နာရီပဲဒါပေမဲ့ဆိုင်မသိမ်းမရှင်လုံးဝမရအောင်ပြီးတော့လည်းပတ်စံလည်းပို့မရအောင်အဲ့လိုမျိုးဟုတ်ပြောမယ်ဆိုရင်ထိုင်းは日本より法律があまり厳しくないです。それからထိုင်းကဂျပန်တက်စားလို့ရှိရင်ခုနကလည်းမျိုးတော့စီမင်းစည်းကမ်းဥပဒေတွေကတိတ်ပြီးတော့厳しいမဖြစ်ဘူးတော့စီကံမတင်ကျပ်ဘူးဆိုတော့အဲ့ဒါကြောင့်မလို့လဲညီမလေးတို့ဒီအလုပ်သမားတွေခိုင်းတာလေခိုင်းဂျပန်မှာကျတော့ခိုင်းနေဆိုရင်ခိုင်းနေဆိုလို့ရှိရင်အဲ့လိုမျိုးကြော်ခိုင်းနေပါညာဆိုလို့ရှိရင်သူတို့ကယောအားမာတွေရှိတယ်တကယ်အလုပ်သမားတိုင်နေဆိုလို့ရှိရင်ဒါကစီမင်းစည်းကမ်းကောင်းတဲ့ဟာကိုပြောရလေအဲ့တော့ညီမလေးအဲ့လိုတုံးလို့ရတယ်နော်ဆိုတော့အဲ့လိုဟာမျိုးလေးတွေညီမလေးပြင်ထားမှရပါတော့အဲ့ဒီမျိုးနေရတိလားဆိုတော့ထိုင်းဒီမှာနည်းနည်းရေးထားရှိပြီတော့ဟုတ်အဲ့ဒါသူကဘာဖြစ်လို့ဂျပန်ရွေးချယ်ခဲ့တာလဲလို့မေးလာတဲ့အချိန်ကျရင်ကိုကဂျပန်မှာအမျိုးမတော်တဆမှုလည်းနေတယ်စီမင်းစည်းကမ်းလည်းရှိတယ်ပြီးတော့စိတ်ချရတဲ့နိုင်ငံဖြစ်လို့ရွေးချယ်တယ်ဆိုရင်အဆင်ပြေမလားမသိဘူးဆန်းဆန်းလေဂျပန်နိုင်ငံလာစားကောင်းတယ်ပြောလိုက်လေရရောရပြီနော်ဒါအမှန်တရားကြီးပဲလေမလာစားကြောင်းပြောရဲဆိုတာဆိုပြီးပဲလေတကယ်လေလက်ထိုင်းတဲ့ဆိုင်လားဂျပန်နိုင်ငံလာစားကောင်းတယ်လေပြောလို့ရတယ်အဲ့ဒီဟာတွေကနော်ဒါပေမဲ့ဂျပန်လိုတော့မပြန်ထားဘူးမလောက်ထားဘူးပြောချင်တဲ့ဟာမြန်မာလိုပို့လိုက်အခုဂျပန်လိုပြန်ပေးမယ်အဲ့ဒါတော့ဒါမှကြက်ထားမှရမှာနော်あとはですね、もし日本に来たら、日本でどれぐらい働きたいですか？何年間ぐらい働きたいですか？အနည်းဆုံးတော့9နှစ်ပြင်10နှစ်အဲ့ဒီကြားဘယ်လိုပြောမလဲတော့မပြောနဲ့9နှစ်တော့မသုံးကြနဲ့နော်အနည်းဆုံးဆိုလို့ရှိရင် site day လို့သုံးတယ် site day ဆိုတာကအနည်းဆုံး site day ဆိုတာအများဆုံးလို့ပြောတယ် site day ဆိုတာကကိုဒီကနေပြီးတော့ချက်ကနေပို့လို့အနည်းဆုံး site day ချင်းぐらい働きたいですဆိုရင်အဲ့ဒါအနည်းဆုံး10နှစ်မှာ site day 10年間ぐらい働きたいですもしチャンスがあればずっとဒါမှမဟုတ်ချောကြီးကန်တွေပါတော့တယ်နော်သူတို့နာဂိုင်းကြီးကန်တွေပါတော့တယ်တကယ်ကနာဂိုင်းမဟုတ်ချောကြီးကန်နော် site day ဆိုအဲ့အချက်ပါကိုပြလိုက်တယ် site day ဆိုတာအနည်းဆုံးလို့သုံးတယ်နော် site တိုင်းတွေပါလို့ဆိုလို့ရှိရင်အများဆုံးလို့သုံးတယ် site day 10年間ぐらい働いてもしチャンスがあれば日本でずっと住みたいですမတောက်ချောင်းနေနေစသဖြင့်အဓိကတော့ကွာပြောရရင်တော့ကိုကအမြဲတမ်းပြောခိုင်းတယ်ဆိုတော့တက်နိုင်တယ်များကြကြနေတာကောင်းတယ်သိလားနောက်မှကိုပြန်လာမလာဒါတို့နဲ့မဆိုင်ကိုနဲ့မဆိုင်နောက်မှပြန်နေသိချင်းပြန်လာဆိုတော့အင်တာဗျူးမှာတော့ကြကြလုံးမဲ့လူကတို့သဘောကျတယ်နော်
はい、次の質問に行きます。姉さんにもう一つの質問です。簡単な質問です。姉さん、もし、日本で働いたら、まあ、ちょっとしていると思うんですが、少しすぐと離れ離れということは、不安がない、心配ないですか？အဓိပ္ပာယ် ဒီ နာ ဟာမေးလိုက်တဲ့အတိတ်ကဂျပန်မှာရောက်တဲ့အချိန်ကျရင်ကိုယ်အလုပ်လုပ်တဲ့အချိန်ကျရင်စိတ်ပူစရာတွေရှိလားလို့မေးတာဆွနာစကားနည်းနည်းဖြစ်တယ် တဲ့နဲ့အခုကကွာညီမလေးအခုလေးလက်ရှိမိသားစုနဲ့ခွဲနေတယ်လို့ထင်တယ်တကယ်လို့ဂျပန်လာမယ်ဆိုလို့ရှိရင်မိသားစုနဲ့ခွဲရမှနဲ့ပတ်သက်ပြီးတော့စိတ်ပူပင်တာတွေရှိလားလို့အဲ့လိုမျိုးမေးတာလက်ရှိလေအဲ့ဆိုညီမလေးဘာတောင်းလဲဆို今も私はタイで一人でいるから大丈夫です心配は少し日本語についてだけ心配していますစသဖြင့်ဂျပန်စာနဲ့ပတ်သက်ပြီးတော့ပဲစိတ်ပူတယ်စသဖြင့်အဲ့လိုပြောလို့ရတယ်ဒါအခုပြောတဲ့အတိုင်းဖြေရမှာမဟုတ်ဘူးညီမလေးကြိုက်တယ်လို့ဖြေလို့ရတယ်ဟုတ်ပါလား ဟုတ်ဆိုဟာဒီမှာအခုဒီဘယ်လိုပြောမလဲဒီအင်တာဗျူးတော့ဘာမှမပြန်စင်ရသေးဘူးအဲ့လိုဒီပေါ်ချခိုင်းလေးနည်းနည်းပဲရှိတယ် အော် ဟို နည်းနည်းလေးတော့ ရှိထား နည်းနည်းလေးကိုအချိန်ရတဲ့အချိန်လေးနည်းနည်းလေးပြင်ထားတော့ကောင်းတယ်ပြီလားဆိုတော့နည်းနည်းအဖြေလေးတွေနည်းနည်းလေးမြန်မာလိုလေးစဉ်းစားပြီးအဲ့နည်းနည်းလေးကြက်ထားအဲ့လိုမျိုးလေးလုံးမအဆင်ပြေမှာတကယ်ဟောဖြစ်တယ်ဆိုလို့ရှိရင်လေ အခုကဘယ်လိုပြောမလဲဒီ15ရက်နေ့နောက်ပိုင်းကျရင်အင်တာဗျူးတစ်ခုရှိရထင်တယ် ဟုတ်လား တေချာတော့မပြောရသေးဘူး အော်ဘာနေလာလို့လဲညီမလေး တစ်ခုတည်းခိုင်းကော ဒီခုဒီခိုင်းကောအဲ့နည်းနည်းလေးညီမလေးအဲ့မိကောအဖြေလေးလောက်ထားမှရမှာဟောအခုခုနအခုမေးတဲ့အတိုင်းနေလာမှာဟောကြလို့ရှိရင်ဟိမာဆိုးဆန်ခီကွမ်မတ်ကားဆိုတစ်ချက်နည်းနည်းဟောလုပ်လိုက်မယ်နော်အဲ့ဟိမာဆိုးဆန်ခီကွမ်မတ်ကညီမလေး line မကောင်းလားဟေးဆန်အပါဆိုးဆန်နာထုံးနေဟောနေတူးနေနော်ဟိမာဆိုးဆန်နေနာမည်တူးနေはい聞こえます。はい、よろしくお願いします。今から質問をします。ヘイさんは、飲食店で働いたことがありますか？経験があります。どんな店？私は建設のレストランでサービスことがあります。例えば、どんなサービスですか？ပြောတယ် ညီမလေးလုပ်ခဲ့ရတာတွေမေးမှာရောဆိုင်မှာဘာတွေလုပ်ခဲ့ရလဲ service ပိုင်းကညီမလေးဘာတွေလုပ်ရလဲဟိုမှာ接客サービスလားサービスဆိုတာက接客サービス例えばお客様お店に来るときは案内したり案内ဆိုတာအဲ့ဒါကိုနော်လမ်းပြပေးရဘာတွေလုပ်တယ်နောက်တစ်ခုကကျတော့ဒီချော်လီနဲ့ပတ်သက်တဲ့ဒီဂျွန်ဘီစတာရီချော်လီဟဲပါပေါ့ဒီဟင်းချက်တာပြုတ်တာပတ်သက်တဲ့ပြီးတော့စင်နာလုပ်ပေးရလားဒါမှမဟုတ်အိုမီဆန်ဆိုဂျီစတာရီစသဖြင့်ပြီးတော့ဒီလေဂျီခိုင်ကေးတွေပါလို့လေဂျီခိုင်ကေးဆိုသိရမလားဒီပတ်စံရှင်းတာငွေရှင်းတာပါညာအဲ့လိုမျိုးလုပ်ပေးရတာတွေစသဖြင့်မင်းလုပ်ခဲ့ဟာနည်းနည်းလေးပြန်ပြောတတ်မှအဆင်ပြေမှာပြန်ပြောမှရမှာသိလားမေးမှာရော例えばどんな仕事をしましたかとかお店ではそれある意味もちょっと詳しい答えとかある意味もတို့ကဒီလားနည်းနည်းလေးအသေးစိတ်လေးပြန်ပြောပေးပါတော့အဲ့လိုမျိုးသွားမှာရော service ဆိုရင်ပြီးပဲ မပြီးဘူး service ဆိုမပြီးဘူးတေချာပေါက်အဲ့ဒီမိကုန်းတွေအဲ့လိုမျိုးမိတတ်တယ်နော် မလုပ်ဘူးအတူတူဒီမှာအဆင်ပြေတယ်ဆိုတော့ service လို့ပဲပြောလိုက်တာ ညီမလေးခေါင်းထဲမှာစဉ်းစားကြည့်လေသူများလေးဘာလုပ်လဲဆိုတဲ့ဟာညီမလေးထည့်ထားရင်တော့အဲ့လိုဖြေးမှရမှာရောဆိုပြီးတော့အဲ့ဒီဆိုင် ဟုတ် လေชุกาလားชุกาဆိုတရုတ်စာလားဒါမှမဟုတ်ဝါရှော့ဖူလားဂျပန်စာလားမြန်မာဆိုင်လားစသဖြင့်အဲ့လိုမျိုးအီတာလီယန်လားစသဖြင့်အဲ့လိုမျိုးတွေလည်းသူတို့ကမေးတတ်တယ်ဟောတခါလေးကြားလို့ဖြစ်အလုပ်တွေ့ကြအောင်ဆိုင် restaurant လို့ထည့်တာဟောလို့တာပါလဲဟောလောက်တာလားယောရီဟဲပါလားပါလဲပါ service လို့ပဲပါရလို့မတင်တာမလုပ်တော့ဘူးဒီမှာ ညီမလေးအသေးလေးပြင်ထားမှာကောင်းပါသိလား ဟုတ်ကဲ့ဟုတ် 次の質問に行きます。はい。
日本ではどれぐらい働きたいんですか？ 10年間くらい働きたいです。はい。10年間ということは、今、そうさんは21歳ですね。まあ、もし、日本で10年間ぐらい働いたら、自分31歳になります。31歳には、ミャンマーに行きますか？どうしますか？今へ帰ったら自分のレストランを開きたいです。うん。はい、わかりました。あとはですね、自分のレストランはどんな料理ですか？ミャンマー料理ですか？日本の料理ですか？日本の料理です。日本の、はい。はい。အဲ့လိုပဲပြရဖို့ အဲ့လိုပြောလို့ဖြည့်မယ်ဆိုရင်ဖြည့်လို့ရတယ်မရှိဘူးはい、わかりました。あとはですね、毎月いくらぐらい家族に仕送りしたいんですか？家族にうん。ဝေးပြီးတော့はい。もう一回言います。ကျန်တဲ့ညီမလေးတွေအခုမေးတဲ့မိကုန်းတွေကညီမလေးတို့နဲ့လည်းဆိုင်တယ်ဒီလားအမှန်ပြောရင်အဲ့မိကုန်းတွေကအခုကမတယောက်ကိုမေးလိုက်တယ်တယောက်ကိုမေးလိုက်တယ်ဆိုတော့တယောက်တည်းကိုမေးတာမဟုတ်ဘူးကျန်တဲ့သူတွေကိုအဲ့ဒီမိကုန်းတွေကလာတယ်ဒီမိကုန်းကဘာပြောတယ်ဆိုတာကိုတစ်ချက်လောက်ညီမလေးလိုက်ပြီးတော့အဲ့လိုမျိုးစဉ်းစားလိုက်အခုနောက်တစ်ခေါက်ပြန်ပြောရမယ်毎月いくらぐらい家族に仕送りしたいんですか？မိသားစုထောက်ပံ့တာလေ။ဘာပြောလဲ仕送りလို့သုံးတယ်仕送りလည်းသုံးတယ်ညီမလေးတို့စိုးခင်းလည်းသုံးတယ်いくらぐらいお金を送りますかလို့မသုံးတခါလေကျမှသုံးတယ်နောက်ဆုံးညီမလေးတို့လွယ်လွယ်ကူပြောမယ်ဆိုရင်တယောက်နဲ့တယောက်ကမေးပုံမေးနီးမတူကွာသိရမလားအင်တာဗျူးမှာဒါပေမဲ့ညီမလေးအကုန်လုံးကိုပြင်ဆင်ထားရမှာတော့お金をどうやって使いますかလို့ပတ်စံဘယ်လိုသုံးပါလဲတော့お金の使い道လို့ဘာလို့သုံးလဲပတ်စံသုံးပုံသုံးနည်းတော့ဒါအကိုကညီမလေးကို live မှတ်ချင်မှမမှတ်ချင်နေဒါပေမဲ့အကိုနှိမ့်တိုင်းနေတဲ့မိကုန်းတွေထဲမှာတော့တစ်မျိုးမဟုတ်တစ်မျိုးကတော့ပါနေမှာသိရမလားအဲ့လိုမျိုးဆိုနားရီဝသွားရင်တော့ညီမလေးတို့မှတ်ထားတတ်တော့ပို့ပြီးဖွာဖြစ်သွားလိမ့်မယ်ရှီယိုခူရီလို့သုံးတယ်အိုခူရီဆိုတာပို့တာအဲ့ဒီအချိန်မှာရှီယိုခူရီဆိုတဲ့ဟာသုံးတယ်ဆိုလို့ရှိရင်ဒီပတ်စံငွေပို့တဲ့နေရာမှာသုံးတယ်နော်မိုင်းစကီလည်းသုံးတယ်နောက်တစ်ခုကじゃလစဉ်ကိုမိုင်းစကီသုံးတယ်ပြီးတော့စကီနီလို့လည်းသုံးတယ်စကီနီဆိုတာလာတိုင်းဘယ်လောက်ပို့လဲဆိုတဲ့ဟာပြောတာစကီနီイクラကိုတိုင်း家族にတခါလေးသုံးတယ်တခါလေးကျရင်シオクリしたいんですかと。で、彼じゃシオクリの希望を教えてくださいの話。シオクリの希望ဆိုတာကမင်းပတ်စံပို့ခြင်းနဲ့တော့မျှော်လင့်ချက်ကိုပြောပြပါမင်းဘယ်လောက်ပို့မယ်စဉ်းစားထားလဲဆိုတဲ့ဟာမျိုးမေးရလဲရှိတယ်။တယောက်နဲ့တယောက်မေးပုံမေးနည်းကမတူနော်နောက်ဆုံးညရင်ကိုပြမယ်။ဆိုတော့ဘယ်လောက်ပို့မှာလဲ ။ကောမန်အဲကိုယ်တိုင်ဖတ်ဆိုခွင့်ဥပဒေတိုင်းဆိုအောင်။コメンぐらい家族に送りたいんです。はい、あとはですね、自分のためには貯金しないんですか？はい。3万円私のために使います。使います。残りのお金を将来のために貯金します。貯金してはい。貯金したお金で何を使いたいんですか？何に使いたいんですか？将来のために。将来は何をしたいんですか？将来は自分のレストランを開きたい。ပြောင်းသွားတယ်အဲ့ဒီမျိုးတစ်ခါလေကြာရင်လှည့်ပတ်မေးတာရှိတယ်စနေပြီးပြန်လိုက်ဥမာလည်းမေးတယ်တစ်ခါလေကြာရှောလိုက်ဘာလုံးမှလည်းခုနကလည်းပတ်စံစုတိုင်းပတ်စံနေပြီးဘာသုံးမှလည်းမေးတချို့ကြာတစ်ခါလေကြာရင်အတိတ်ပဲသိရမလားပြီးပြီးတော့ဖြေတဲ့သူတွေဆိုလို့ရှိရင်ပြောင်းသွားတယ်ရှိတယ်မင်းခုနကတော့စားတော့ဆိုင်ဖွင့်မယ်ပြောပြီးတော့အခုပြောင်းသွားပြန်မလားအဲ့လိုမျိုးရှင်းစကားနောက်စကားပြန်ကြိုက်တာရှိတယ်သူတို့ကはいわかりましたあとはですねရွှေさんにお聞きしますရွှေさん今大丈夫ですかナットはい大丈夫ですလေးထိန်နေရနဲ့ဆရာမအဲ့ဒီဆက်နေはいあさん自己紹介お願いしますはい。はじめまして。自己紹介をさせていただきます。私は、ケミヤシュイマウと申します。シュイとお呼びください。今、28歳です。家族は5人います。両親と兄と妹と私です。出身は、ケンジランという町からです。でも今、ヤンゴンに住んでいて、日本に働けるために、日本語を勉強しています。日本語の GMBT-NU レベルと、特定看護の試験を合格しました。今は N3 レベルを続けて勉強して、
今年の12月に受けるつもりです。趣味は歌を歌うことです。私の長所は他の人を助けることとコミュニケーションが上手なことです。以上です。どうぞよろしくお願いいたします。ရွှေမောင်ဆန်တချမ်းはいよろしくお願いしますရွှေဆန်ကဒီစီဖောင်ထဲမှာကင်းအောင်ရှိတာကလေးရှိတာထည့်မထားလား မထည့်တာအောင်ဆိုဟိုဟာလေ Okay okay ဟိုဟာမခွဲရသေးလို့လေအိမ်တော်သူစရာလား ရပြဿနာမရှိမထည့်ရသေးမထည့်ရပြဿနာမရှိရတယ် Okay okay はいわかりましたあとရွှေさんにお聞きしますရွှေさん仕事の経験ありますかはいありますどんな仕事ですかはい、医療変態で販売員として8年間ぐらい働いた経験があります。8年間ですね。はい。医療変態で仕事した中で何が困ったこととかはありますかはい、あります。例えばどんなことですかဇန်ဘယ်လိုပြောအောင်မသိလေကိုနဲ့မပြောတတ်ဘူးလေညီမလေးအခက်ခဲရညီမလေးပဲသိမှာကိုနဲ့မသိဘူးလေအခက်ခဲကြီးမေ့သွားမရှိဘူးကိုလောက်ခဲ့မှာညီမလေးလောက်ခဲ့ရပြတယ်ဆိုတော့ဘာတွေအခက်ခဲရဆိုတော့ညီမလေးပြောနေတယ်မြန်မာလိုပြောကြည့်တယ်မြန်မာလိုဆိုတော့မေးတဲ့ညီမလေးတို့ကဒီနောက်တစ်ခုကိုပြောနေတာလေ hi အာရီမတ်ဆိုတာနဲ့ပဲမဆုံးနဲ့ဆိုတော့ရှိတယ်ဆိုရင်နောက်ကနေဘာဆိုတဲ့ဟာမျိုးစကားဆက်ပေးတယ်မှာအခုခုနကလည်းပြောတယ်သူတို့မေးမေးတဲ့အဖြေတယ်ဆိုတာကတယောက်နဲ့တယောက်စကားပြောကြည့်နေတာကွာသိရမလားရှိတယ်မရှိဘူးအဲ့လိုဟာမျိုးလောက်တယ်မဟုတ်ဘဲနဲ့မင်းဂျပန်စာအောင်မိသားလားဂျပန်စာဘယ်လောက်အောင်ထားလားဆိုဟဲ့အောင်ထားတယ်မဟုတ်ဘဲနဲ့ငါဘာအောင်ထားတယ်ဘယ်တော့အောင်ထားတယ်စသဖြင့်အဲ့လိုမျိုးကိုယ့်ဘက်ကပြည့်စုံပြောတယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ကစကားပြောရတာပိုကောင်းတယ်သိရမလားအဲ့လိုမျိုးလေးဆိုအာရီမတ်ဆိုညီမလေးဒီအဆိုင်မှာတော့ဥပမာဆိုလို့ရှိရင်初めて仕事するときはちょっとお店の名前お店の商品の名前もたくさんあるしそれとかを覚えなきゃいけないこともあるしあとは接客サービスでいろいろお客様と話すときはちょっと困りました慣れないときはどんどん慣れてきたときは大丈夫になりましたစသဖြင့်အဓိကကွာအခုပြောတဲ့အတိုင်းလိုက်ပြောရမှာမဟုတ်ဘူးအလုပ်တစ်ခုမှညီမလေးစဉ်းစားကြည့်လိုက်ဟိုကလိုင်းကြပါဟိုကလိုင်းကြပါပျော်သွားလားဟုတ်ပါဘူး Okay အဲ့ဒါဆက်တော့မယ်နော်ခက်ခဲပါရှိတယ်စဉ်းစားထားလိုက်ဖတ်စင်တာပြီးတော့အဲ့ဒါမျိုးတွေအလောက်ကြီးမမေးဘူးညီမလေးဖတ်စင်တာပြီးတော့ဘယ်နေလဲရွှေဆန်တနေ့လာနေတပတ်ခါစမ်းစီအင်တာဗျူးနီးကမှာပဲပြန်ပြီးမျက်နှာပြန်ပြရတယ်နော်ဟုတ်ပြီဟိုဟာသူတို့ပြောတာတမီးလည်းဒါတွေမလုပ်ဘူးလေအန်ဒရီကိုလုပ်နေတာဟုတ်ကဲ့ပါဆိုတော့အဲ့လိုဟာမျိုးလေးဖတ်စင်တာပြီးတော့အလောက်ကြီးတော့မေးမှာတော့မဟုတ်ဘူးလို့ထင်တာပဲခုနကလည်းပြောကြည့်မှာစကားပြောရလားစမ်းစီမမေးအများနဲ့ fast ကတော့အောင်နေသီးလားစမ်းစီဟိုဟာ final ကျရင်ကြမ်းကြက်ခဲ့ final ကျတော့မပါတော့ fast မှာတစ်ခုနှစ်ခုပဲမေးတာရှင်းတော့ရှိသေးတယ်ဒုတိယလူဖြစ်နေပြီးဆုံးသွားဆိုတာအဲ့လိုမျိုးပေါ့နော်အမပြီးသွားတယ်Okay အဲ့ဒါはいシュウさんにもう一つの質問ですシュウさんシュウの休みの日は何をしていますか休みの日はကလေးထိန်းတာလားဘာလုပ်တာလဲအဲ့ဒါကလေးကနေလိုက်ခဲ့ရတဲ့စမ်းစီရယ်မရOkay 休みの日は何をしていますかအဲ့ဒါစမ်းစီဒီလိုအလုပ်ထဲမှာတကယ်ဟိုနားရတာလို့ရှိရင်ဘာလုပ်လဲအဲ့လိုမျိုးပေါ့နော်စမ်းစီနော်အဲ့ဒါပြောတာဒီမိကိုပြန်ပြောပြမယ်休みの日何をしていますかမေးမိကိုတော့နော်何をしていますလို့မေးတယ်မိကိုအခုနောက်တစ်ခုပြောတာကျွန်တော်လေးအတန်းဟောဖြစ်လို့ကို mute တစ်ချက်လုံးဆိုတော့何をしていますかလို့မေးလို့ရှိရင်ညီမလေးတို့ကပြန်ဖြေရင်လည်း何をしていますဆိုပြီးပြန်ဖြေတာပိုကောင်းတယ်何をしますဆိုတဲ့တချို့ကတုံးတယ်ဒါပေမဲ့မှားတာမဟုတ်ဘူးနော်ဒါပေမဲ့တကယ်
ညီမလေးတို့မှတ်မှန်ကန်ကန်သုံးညင်လို့ရှိရင်ယာဇမီနောဟီဝါနာနီကိုစတေအီမတ်ဆိုပြီးတော့နော်သုံးမှရမှာတခါလေကျရင်ရှီမတ်တို့ပါလားအဲ့လိုမျိုးသုံးတတ်တယ်မေကုန်းမာတွေကမေးတယ်ကွာနာနီကိုရှီမတ်ကဆိုနာနီကိုရှီမတ်ပြန်ပိတ်ပြီအဲ့ဒီစကားလုံးနဲ့ပြန်ပိတ်ပြီနာနီကိုစတိုင်းဒက်စ်ကဆိုရင်ဝါတရှိနာနီကိုစတိုင်းဒက်စ်သူမေးတယ်မေကုန်းကိုပဲပြန်ပြီးပိတ်ပြီးမှမှန်ပါကျွန်တော်အခုမေးတာတဲ့အိမ်မှာဆိုတာညီမလေးဘာလုပ်နေလဲလို့ပြောတာလေညီမလေးအလုပ်ကိုသွားပြီလားမသွားသေးဘူးလားကျွန်မမရောက်သေးဘူးလေအခုလက်ရှိမှာညီမလေးပိတ်ရက်တွေမှာဘာလုပ်နေလဲဆိုတဲ့မေကုန်းမေးတာ哦တချို့အဲ့ဒါကိုဖြေတတ်တယ်ဂျာဇမီနာဟီဝါတူမသားချင်းတို့いろいろなところへ遊びに行きたいんですဆိုပြီးတော့အဲ့မှာစပြီးလွဲသွားကျွန်တော်မင်းကိုမေးနေတာမင်းပိတ်ရက်မှာဘာလုပ်နေလဲလို့မေးတယ်မေကုန်းကိုငါပိတ်ရက်မှာတငယ်ချင်းတွေနဲ့ရှောက်လေခြင်းပါတယ်ဆိုပြီးတော့အဲ့လိုမျိုးဖြေတာ哦အမေးနဲ့အဖြေအဲ့မှာလွဲနေအဲ့လိုဟာမျိုးလေးတွေကစနာနီကို stay imas ကဆိုညီမလေးအခုလုပ်တဲ့ဟာပြောတာ哦ဘာလုပ်နေလဲဆိုဂျီကိုစတာရီအတော့မြူဖြစ်သွားကိုပိတ်လိုက်လို့ညီမလေးဘက်ကဘာပဲဖွင့်နေတယ်မသိဘူးအဲ့လိုအဲ့ကြောင့်ပိတ်လိုက်တာပြန်ဖွင့်လိုက်はいヤズミの日は歌を歌ったり部屋の掃除をしたりしていますတချင်းဆိုတဲ့စိုးကြည့်လိုက်တယ်ဆိုတော့နောက်တစ်ခုကိုပြောချင်တာကအဲ့ဒီမေကုန်းမေးတာကညီမလေးတို့အလကားမေးတာမဟုတ်ဘူးအဲ့ဒီမေကုန်းရဲ့အတိတ်ပဲမှာရှိတယ်ရာပိတ်ရက်တွေမှာမင်းဘယ်လိုဖြတ်တန်းလဲဆိုတဲ့မေးတာတကယ်လို့ထားပါတော့ခုနကလည်းမျိုးကိုတချင်းဆိုတယ်နော်အခန်းတန်းရှင်းလုပ်တယ်ဆိုညီမလေးကတယောက်တည်းနေတတ်တယ်သူတို့သူကထင်သွားလိမ့်မယ်အများနဲ့တငယ်ချင်းတွေနဲ့ဥပမာအပြင်သွားတယ်လေတွေပတ်တယ်ဆိုရင်ဒါကပုံမှန်ပဲလူဖြစ်တဲ့အတွက်ကြောင့်မလို့ငယ်တော့လေတော့ပိတ်ရက်တွေမှာအနားနေပဲပြုံမယ်ပါမယ်စသဖြင့်ကိုလို့ဆက်ရှင်းလုံးမယ်အဲ့ဒါကပုံမှန်လူတယောက်ကနေ့စဉ် live ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ညီမလေးကအိမ်မှာပဲတချင်းဆိုတယ်အိမ်မှာပဲလုပ်တယ်ဆိုတဲ့ဟာကထားပါတော့ပုံမှန်အဲ့တိုင်းပြောလုပ်နေတယ်ဆိုလို့ရှိရင်ညီမလေးကကြတော့နည်းနည်းအပေါင်းအသင်းကဏ္ဍတွေမှာနည်းနည်းညံ့နေအားနေနိုင်တယ်လို့သူတို့ကအဲ့လိုမျိုးယူဆသူတို့အဲ့လိုမျိုးမေကုံမေးလာပြီဆိုသိကြပေါ့တငယ်ချင်းတွေနဲ့အပြင်သွားပြအောင်တော့သွားလိုက်နော်မသွားရင်လည်းသွားလိုက်စာထဲမှာသွားလိုက်နော်โอเคအဲ့လိုမျိုးထည့်ပြောမှပုံမှန်ညီမလေးတို့အဲ့လိုမျိုးသူတို့ကမြင်ပါရောရလားအဲ့ဒါပြန်ပြောပါပြန်ပြောပေါ့はいヤズミの日は友達と一緒に友達と一緒にဘာဟုတ်တယ်ခန့်ကしたりလားညံဖြစ်တာလားဘာဟုတ်တယ်遊びたりလို့မရှိဘူး行ったり遊びに行ったりပြီးတော့တချင်းဆိုမစံနေရလို့ပြောလိုက်မဆိုနဲ့တချင်းမဆိုနဲ့နောက်တစ်ခုပြောတာတချင်းဆိုမြန်မာပြည်မှာတော့အိမ်ထဲမှာခဏညရှိရင်အော်ဆိုလို့ဂျပန်မှာလုပ်လို့မရဘူး။အခန်းထဲမှာအဲ့ဟာရှိတယ်ဂျပန်မှာဆိုလို့မရဘူး။ဒီကလာကြီးသွားဆိုရုံမှရမှာ။ဂျပန်အခန်းထဲကနေပြီးတော့ငါးခန်းထဲမှာဆိုတော့ဖြစ်လဲဆိုရင်သူတို့ရဲ့အခန်းတွေကတခန်းဆိုရင်တခန်းကြားနေတာ။ကိုယ်ခန်းထဲမှာတခြားလူတွေနဲ့ညီမလေး share house နေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးရှိတယ်။သူတို့အဲ့ဒီဟာမျိုးတွေလုပ်လို့မရဘူး။တချင်းတော့မဆိုနဲ့တချင်းဆိုတာကိုနောက်မှဘာလုပ်လဲ။ဒါမှကာတော့ဘာလဲလုပ်လိုက်တချင်းဆိုချင်တယ်ဆိုလဲအဲ့ဒါမထဲတော့စံရအဲ့လိုလို့ဟိုကတငယ်ချင်းနဲ့ရှောက်လေပြီးရောဟိုကချက်ပြုတ်စားတောက်တယ်ဘာညာပေါ့အိမ်မှာဆိုးကြီးလုပ်တယ်အခန်းတက်ရှင်းလုပ်တယ်ဒါပဲပေါ့စံအဲ့လိုပဲပြောလိုက်ဒီပေါ့အဲ့လိုဟာမျိုးပေါ့တတိယတာပဲပြောလိုက်မစံနေတကယ်လို့မေးလာခဲ့လို့ရှိရင်စဉ်းစားနေလိုက်တတိယအဲ့မေးလို့မေးလာခဲ့လို့ရှိရင်တတိယတဲ့ဟာလာတလောက်ပဲပြောလိုက်မယ်လို့တစ်ခုနှစ်ခုလောက်ဒီပေါ့ရနားထာရီနဲ့တော့နော်はいအရင်တော့ဈေးကင်နေသေးတယ်နာနီစတာရီစတေအီမတ်စတဲ့ပြန်လို့တော့မှရမှာအကိုကမေးနေတာညီမလေးတို့အင်တာဗျူးကနေကြရင်အကျင့်ပါအောင်လို့ဟိုဖြစ်တာဟောသိမလားအဲ့ကြမှာနင်းတော့ပြီးကမှငါအိမ်ရောက်ခါမှမင်းကိုဖုံးဆက်ပြီးအဲ့ဒီဟာဘာလုပ်တယ်ဆိုတာပြန်ပြောမယ်လို့ပြောဟောအဲ့ကြအင်တာဗျူးကနေကြသိလားပြေးရမှာဟောはい次はピョウさんにお聞きしますピョウさん聞こえますかピョウさんですそうじゃないですピョウさんですそうはなそうピンねのはいピョウさん聞こえますかはい聞こえますピョウさんねね米国レベルにめ一にラムではい今まで大きな怪我や病気とかあとは入院したこととかはありますかはいありますあります米国ရဲ့ဒိဗ်ပြောကြည့်米国ကဘာဖြစ်တာဘာပြောတာကောင်းရင်စေးုံတက်ဖူးတလားမေးတာပြောကိနောအတ္တ
ဟုတ်ပြန်ပြောမယ်今まで大きな怪我や、病気とか、あとは入院したこととか、あとは、手術したこととかはありますかという質問です。နားမလဲဘူးဆန်းစီ 大きな怪我ဆိုတာကညီမလေးယောဂဒဏ်ရာကြီးကြီးမားမားရတာရှိလားနော်病気ဆိုတာကချားလာနာနေမကောင်းတာရှိလား入院ဆိုတာကဆေးရုံတက်တာပြောတာဆေးရုံတက်ဘူးလားဒါမှမဟုတ်手術したことဆိုတာကခွဲစိတ်ပူတာရှိလားဆိုတဲ့ဟာကိုမိတာညီမလေး high အာရီမဆိုရင်ဘာဖြစ်တာလဲလို့ပြောမိမှာအောင်အဲ့ဒါအေးအာရီမဆန်း ဒီမှာဆန်ဆိုတော့အာရီမဆန်ဆိုတဲ့ဟာမျိုးတဲ့ညီမလေးကနောက်ကနေပြီးတော့အခုခုနပြောသလိုမျိုးစကလုံးလေးဆက်ပေးတာကောင်းတယ်ဆိုတော့အဲ့လိုမျိုးတိုးတိုးဖြေတာတဲ့အာရီမဆန်私は看護ですဆိုကျမ်းပါတယ်ဒါမှမဟုတ်元気ですစသဖြင့်အဲ့လိုမျိုးလေးပေါ့နော်ငါကျမ်းပါတယ်စသဖြင့်အဲ့လိုမျိုးလေးပြန်ပြီးဆက်ပေးတာပိုကောင်းတယ်အဓိကကရှာရှည်တာတော့မဟုတ်ဘူးအဲ့ဒါကတယောက်နဲ့တယောက်စကားပြောတဲ့ဟာမျိုးတုံးတဲ့ဟာမျိုးလေးတုံးတာနော်はいわかりましたあともう一つの質問です苦手な食べ物とかはありますかတင်းနာ 苦手なတင်းဥစားစီအတိတ်ပဲနားမလဲ ဘာလို့မကြိုက်တာမှတ်နေမြတာ苦手ဆိုတာကမကြိုက်ဘူးလားလို့ပြောတယ်အဲ့ဒီမှာတုံးတယ်苦手な食べ物はありますかအေးအာရီမဆန်း あります何でも食べれますまあဒါပဲらလေ 食べられます食べられますのはいあともう質問ですまあ日本はこのどれはもどのなるほどめはいまあ最後の仕事は思ったより大変な仕事です。あとはまあ気づいたこともたくさんあります。なのでまあ体力的には自信がありますか？はいあります美国でသူက元気だからတင်မင်းနဲ့အရာတွေရှိတယ်အဲ့လိုမျိုးခိုင်းကောအလုံးမှာအများကြီး မင်းဟာရှိ ဘယ်လိုပြောမလဲ ဟုတ်ကထိုင်း အဲ့ယုံကြည်လုံးနိုင်မယ်လို့ယုံကြည်လားအဲ့လိုမျိုးမရလားဆန်းစီ ခုနီဆိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်ကျမ်းမာတက်ခိုင်မှုနဲ့ပတ်သက်ပြီးထိုင်းနေခုလိုသုံးတယ်ထိုင်းနေခုနီဂျီရှင်းကတော့မင်းရဲ့ခန္ဓာကိုယ်ကျမ်းမာတက်ခိုင်မှုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုရှိလားလို့သုံးလို့ရှိရင်ဟိုက်အာရီမဆိုပြီးအကုန်လုံးပဲပြောမှာပဲ私は多分ありはをစကားစနဲ့ဘယ်လိုဆက်မလဲဆို私は毎日運動とかスポーツしているのでထိုင်းနေခုနီ自信がありますအဲ့လိုမျိုးပြောမှာပို့ပြီးတော့ပြည့်စုံပါဟိလား ဟုတ် ရလား နေကုန်တယ်နားမလဲဆန်းစီတစ်ခေါက်ပြန်ပြောပြန် အကိုကမိကုန်းကြီးအတိုင်းပဲပြောတာမဟုတ်ကိုယ့်ရဲ့ပါဇက်ထဲမှာရှိတဲ့ဟာကြီးပဲသွားမှာအဲ့အင်တာဗျူးတိုင်းလည်းအဲ့လိုတွေပဲလာမှာမိကုန်းတွေကဆိုတော့အရှိကစကလုံးတွေကစကားပလင်ခံတာတွေအများကြီးပဲဆိုတော့အဲ့ဒီဟာတွေနဲ့ရှုပ်မသွားနဲ့နောက်ပိုင်းဆုံးမှာညီမလေးကိုမေးကုန်းကတော့နောက်ပိုင်းဆုံးမှာရှိတယ်ဆိုတော့မိကုန်းတစ်ခုပြောင်းမိပြီမယ်အဲ့ဒီမိကုန်းပုံစံမျိုးပဲはいあとはですね介護の仕事では例えばおじいさんおばあさんの体移動とかもありますなので力は必要です力は必要なので京さんも力に自信がありますか自分の力にははいあります私は毎日散歩やジョギングをしていますから体が丈夫だと思います丈夫です丈夫だと思いますOK ရတယ်よရတယ်はい次の質問はソウさんに質問ですソウさんなトンさんソウさんなトンさんအစဆူရောလားလို့ဆူရောမဆူရောပဲဆိုတချင်းမဆူရောပဲနဲ့ဒီမှာတော့မလားလို့ကိုကထင်လိုက်တာはいソウさんに質問ですソウさんはいソウさん今まで人生の中で一番楽しかったことありますかあれば答えてください人生ဆိုတာလူသားဟိုသိကိုပြောတာမဟုတ်人生ဆိုတာကဒီညီမလေးရဲ့လူဘဝမှာညီမလေးရဲ့ဘဝမှာနော်ပျော်ရွှင်ခဲ့ရတာဘာရှိလဲအဲ့ဒီစကားလုံးကိုပြောပြမယ်တချို့ဖြေတာဘယ်လိုဖြေလဲဆိုလို့ရှိရင်နော်今まで楽しかったこと嬉しかったことလို့ပြောလို့ရှိရင်တချို့ကမိသားစုနဲ့ထမင်းစားတဲ့အချိန်ကပျော်ရွှင်ခဲ့ရပါတယ်ဆိုတော့အဲ့ဒါမင်းနေ့တိုင်းမိသားစုနဲ့ပဲထမင်းစားမယ်မင်းတို့ဒီကြက်ဥနဲ့ပဲကျွေးနေမယ်ကြက်ဥနေ့တိုင်းထမင်းစီတိုင်းပဲကျွေးမယ်ပျော်မလားနော်မပျော်ဘူးလေသဘောပြောပြတာ
အဲ့ဒါပျော်ရှင်ခဲ့ရတဲ့အကြောင်းမဟုတ်ဘူးဟောဘဝမှာအပျော်ရှင်ခဲ့ရဆုံးဘာရှိလဲဆိုတဲ့ဟာကိုမေးချင်တာဘာရှိလဲ ညကလေးခဏဖြစ်သွားတာ ဟာရစဉ်းစား ခဏလေးဘာရှိလဲ ခဏလေးမရှိဘူးဗျာ ပျော်ရှင်ခဲ့ရတာမရှိလားတနာတော့တနာသွားရောပျော်ချင်တိုင်းလည်းမပျော်ရပါဆိုတဲ့အဲ့လိုမျိုးဖြစ်နေတယ်နည်းနည်းလေးတော့မပျော်ခဲ့ရဘူးလားထားပါတော့ညီမလေးဒီအန်ဖို့အောင်လို့မပျော်ရဘူးလားဒါမှမဟုတ်ဆမ်မွေးပါလေအောင်လို့မပျော်ရဘူးလားအပျော်တော်မှကိုပြီးစဉ်းစားပေးနေရတယ်ရောမပျော်ဘူးလားလည်းမပျော်ဘူးဟာနည်းနည်းတော့ပျော်လိုက်ပါ ဟုတ်တယ်ဗျာတမီးအောင်ဝဲကိုယုံကြည်ရလာမလို့အောင်သေးလာမှသူများရင်နောက်ကျမှသိရဆိုတော့ အောင်မအဲ့ဒါဆိုတော့ ပြော အဲ့လိုမျိုးမပျော်ဘူးတော့မလုံးနဲ့ရောပျော်တခုတော့ပျော်လိုက်မပျော်လဲအတုပျော်လိုက်နော်အတုလောက်တော့စဉ်းစားလိုက်ဆိုတော့ညီမလေးပျော်တာမပျော်တာတော့သူတို့ကလိုက်ပြီးမေးနေဘာရှိလဲ အလုံးရလို့ပြောတာပေါ့အဲ့လိုမျိုးထည့်လို့ရတာ ရတယ် အ လေ လုပ်တော့လုပ်ဘူးရ ပထမဆုံးရတယ်လားကောင်မိဘကိုတစ်ခုဝယ်ပေးလိုက်ရတယ်အဲ့ဒီအချင်းပီတိပေါ့မပီတိရှိတဲ့အချိန်ပျော်ခဲ့ရတဲ့အချိန်ဒါမှမဟုတ်ကိုယ့်ရဲ့မွေးနေ့မှာတရားရောက်ရှိရနော်လက်ဆောင်ရတယ်ရီးသားစီကနေပြီးဘာတွေ surprise ရတယ်စသဖြင့်အဲ့လိုမျိုးတွေလည်းပြောလို့ရတယ်ရောဒါလည်းအပျော်တွေပဲရောဟုတ်တယ်ရောပြောလို့ရတယ်ရောဟောမှာချက်ပေါက် နေ့ရောဟုတ်တာဟုတ်တာ ဘာရှိလဲ ဘာမှမရဘူးစမ်းစီ ဘာမရရင်တောင်းလိုက်ကွယ်ငါပျော်ခြင်းလို့ပါဆိုပြီးတောင်းလိုက်အိုးဒုက္ခငါတခါတော့ပျော်ခွင့်ပြပါကလေးတွေကိုပျော်ခွင့်ပေးလိုက်ပါကိုငိမ့်မောင်ရဲ့တက်ဆိုးနေပြီရောလောက်ပါပျော်လိုက်ပါတခုတော့ပျော်လိုက်ဘာပျော်မှာလဲ ဟာ ပျော်လဲနောက် ဒါဆို ညအိတ်ခါကျတော့ ဟိုအနည်းကို အမေကဘာပဲဝယ်အမေရှင်ပတ်စံလေးတော့ ပထမဆုံး အမေကိုပထမဆုံးလာစားနဲ့ ပထမဆုံးလာဆောင်ခတော့ဘူးတာပေါ့အဲ့ဒါတော့ရှိတာ まあ仕事した時初めてもらった給料で、お金にだけね、お母さんに、まあプレゼントをあげた時ではあれば、レッスンをပေးလိုက်တယ်စသဖြင့်အဲ့လိုမျိုးပေါ့နော်ဆိုတော့မဟုတ်လေဟုတ်လိုက်နော်လိန်ပြီးတော့ပဲဟုတ်လိုက်သူများရအောင်မှာစားတော့ဆိုင်မလုပ်ဘူးလားလုပ်ဘူးလေဆိုထည့်ထားတာပဲဟုတ်တယ်မလားအဓိကညီမလေးတို့လုံးမလုံးဆိုတာဘယ်သူမှလိုက်ပြီးမကြည့်ဘူးဒါပေမဲ့အင်တာဗျူးမှာကအဲ့လိုမျိုးလေးတွေမေးတတ်တယ်နောက်တစ်ခုကအချိပန်ခိုမတာကိုတိုတို့နော်ခရိုစတာကိုတိုတူတူပဲအဲ့လိုဟာမျိုးအချိပန်ခရိုစတာကိုတိုဆိုတာသိလားအခက်ခဲဘာဖြစ်ခဲ့လဲဆန္ဒပြနေကြရောတန်းဝါနေတဲ့သူတွေတန်းဝါနေကြတယ်သူကစင်နိုင်တော့မထိုးသေးဘူးပေါ့အော်ဒီနေ့တော့ဆက်သွားပါနော်မအိတ်ချင်လည်းရတယ်ရောညလုံးတစ်ဖက်ကိုပေးအိတ်လိုက်တစ်ဖက်ကတော့ဖွင့်တာနော်โอเคဆိုတော့အဲ့အငယ်ဆုံးမေးတယ်နောက်တစ်ခုကအခက်ခဲခဲ့သောအရာဘာရှိလဲလို့မေးတယ်ဆိုတော့များသောအားဖြင့်တော့မိဘအိမ်မှာနေတော့အခက်ခဲမရှိတာရှိတယ်ရောညီမလေးတို့တစ်ခုခုကတော့ရှိတယ်မသိလို့သိရမှာအဲ့ဒါလေးစဉ်းစားထားကောင်းတယ်နော်ဒီညတော့ထားလိုက်ဒီညတော့စဉ်းစားထားလိုက်နော်အိတ်ချင်နေပြီဆိုတော့ကိုဟိုဟာသွားလိုက်မယ်ဟို10နာရီပဲထိုးပြီဆိုတော့တစ်ချက်